ဘ
ရေးချင်းတွေရှိပါတယ်ဒါလေးသိဖို့လိုအပ်တယ်ဘုန်းကြီးတို့ရဲ့ဥပ္ပဒေဆရာတော်ဖြစ်တဲ့တောင်မြို့မဟာနာယဒုတိယဆရာတော်ဘုရားဘုန်းကြီးတို့ပေါင်းမြင်စဉ်ချိန်တုန်းကအဲ့ဒီနေ့မှာမဟာနာအကြောင်းတိုက်ကပဲသုံးပါးတနိုင်ငံလုံးမှာသုံးပါးကျင်းပြီးတယ်သုံးပါးလုံးမှာမဟာနာအကြောင်းတိုက်ကပဲပြီးခဲ့အဲ့ဒီနေ့တော့ဘုန်းကြီးတို့ဆရာတော်ဘုရားကခေါ်ပြီးတော့သူ့ရဲ့ဓမ္မတွေသင်္ကန်းတက်တဲ့အခါဘာပြောလို့လဲဆိုတော့တက်ကြတီကစာမေးပွဲဟာတဲ့ဘုန်းကြီးအချင်းချင်းတောင်မှလေးစားရတဲ့စာမေးပွဲဘယ်လိုချင်းချင်းတောင်မှလေးစားရလဲဘုန်းကြီးအချင်းချင်းတောင်ပါဗျာဘုန်းကြီးတို့လေးစားမှုဆိုတာမျိုးရှိပါတယ်လူတွေကနေပြီးတော့လေးစားတာဒါကတစ်မျိုးရှိနောက်ပြီးတော့သံဃာချင်းချင်းလေးစားတာဒါကလည်းတစ်မျိုးရှိပြန်ပြောမယ်နံပါတ်1ကလူတွေကလေးစားတာလူတွေကလေးစားတာလေနံပါတ်2ကသံဃာချင်းချင်းလေးစားတာတစ်မျိုးရှိအဲ့တော့ဘုန်းကြီးတို့လူတွေလေးစားတာကလူတွေမှာကပရိယပฏิပတ်သိဉာဏ်ကအားနည်းပါတယ်ဒါကြောင့်လူတွေလေးစားတယ်ဆိုတာကသိပြီးတော့ပမာဏမပြုတော့ဘူးတန်ခါချင်းချင်းလေးစားတဲ့အရေးချင်းဆိုတာပို့ပြီးတော့မြင့်နေတယ်ဒါကြောင့်တောင်ပြုဒုတိယမှာဆရာတော်ပြရဲ့ဒီစာမှုပဲအောင်ပြီးလို့ရှိရင်အရေးချင်းဘယ်တော့ရှိတယ်ဆိုတန်ခါချင်းချင်းတောင်မှလေးစားယူရတယ်ဘယ်လိုချင်းချင်းတောင်လေးစားရတယ်ဒါကြောင့်ဒါတွေသိပြီးတော့ဒါဓမ္မတွေပြောသိဖို့ဘုန်းကြီးပြောပြတယ်ဝမ်းမြောက်စေခြင်းလို့ပြောပြတယ်ကြည်ညိုမှုမှာလည်းဒီတိုင်းပဲလူသားတွေကြည်ညိုမှုကိုခံရတာကတစ်မျိုးတန်ခါတွေချင်းချင်းရဲ့ကြည်ညိုလေးစားမှုကိုခံရတာကတစ်မျိုးလူသားတွေဆိုတာကတစ်ခါတည်းမှာဘာသာရေးနဲ့အားနေတဲ့အခါမှာနာမည်ကျော်ပြတာကြည်ညိုခြင်းကြည်ညိုကြတယ်လေးစားခြင်းလေးစားကြတယ်ကြော်ကြားမှုကိုနောက်လိုက်ပြီးတော့လေးစားကြတယ်တချို့ကလည်းပဲယုံမှုတွေနောက်တချို့ကလည်းကြော်ကြားမှုနောက်တချို့ကလည်းပဲရေသွမ်းစားတဲ့ဓာတ်မျိုးလေးကိုပေါင်းပေါင်းပါပါကျင့်အောင်လိုက်ပြီးတော့လေးစားကြတယ်ဒါကြောင့်လူတွေရဲ့လေးစားမှုတစ်ခါတည်းမှာလမ်းမှားသွားတယ်ဘုန်းကြီးတို့သံဃာချင်းချင်းလေးစားတာကြတော့သီလသမာဓိပညာမေတ္တာကရှိရတာသာသနာ့အကျိုးကိုဘယ်တော့ဆောင်မလဲသူ့ကိုကြောင်းပြုပြီးတော့မျိုးပါတာသာသနာဘယ်တော့မြင့်တက်သွားတယ်ဒါမျိုးတွေကိုကြည့်ပြီးတော့သံဃာရဲ့လေးစားကြည့်နေကြတာဒါကြောင့်ဘုန်းကြီးတို့လူတွေလေးစားကြည့်လို့ရတယ်တန်ခါချင်းချင်းလေးစားကြည့်လို့ရဘယ်အဆင့်မြင့်လဲမေးရင်နောက်တော့အဲ့ဒီအဆင့်မြင့်ရင်တော့ကိုယ့်ကိုယ်ကိုကြည်ညိုလေးစားအောင်လုပ်ပါအဲ့ဒီအဆင့်မြင့်ရင်တော့ကိုယ့်ကိုယ်ကိုကြည်ညိုလေးစားတာအဆင့်မြင့်လို့ဒါကြောင့်ဘုန်းကြီးတို့ယနေ့ဘုံလူပဲယနေ့မျိုးကျင်းပကြတယ်အရှင်သီလနာနာပြီးမှသာပရိယေတိသာသနာ့ဤတဲ့တက်ကြတိကဓမ္မစရိယပွဲကိုရကြတယ်ဒီစာမေးပွဲအောင်လို့ရှိရင်ရေချင်းပိုင်းနေရတော့တန်ခါချင်းချင်းတောင်မှလေးစားယူရတဲ့စာမေးပွဲလို့ရေချင်းဒီကလူတွေဘုံရဲ့သိစေခြင်းလို့ရှင်းပြီးတော့ပြောတာအဲ့တော့နောက်ဆက်ပြောချင်တာကလည်းဆိုဒီတက်ကြတိရဲ့ဓမ္မစရိယပွဲရတာကိုကြောင်းပြီးတော့မိမိတို့ပူဇော်ကြတယ်ပူဇော်တဲ့အခါမှာမိမိတို့ရဲ့ဇာတိဘဝဖြစ်တဲ့အရှင်သီလနာပြီးမှသာမိမိတို့ကအာဇာတိနှစ်မျိုးတည်းအစစ်အာဇာတိအစစ်မှဖြစ်အောင်မိမိတို့ကပတ်ဖို့နိုင်ကြအာဇာတိဆိုတာဘုန်းကြီးတို့နှစ်မျိုးရှိပါတယ်နံပါတ်1အတွင်အာဇာတိနံပါတ်2ကအာဇာတိနဲ့အတွင်အာဇာတိတဲ့တည်တည်လေးတို့ပါအတွင်အာဇာတိပါဗျာနံပါတ်2ကအစစ်အမှန်အာဇာတိနံပါတ်2ကအစစ်အမှန်အာဇာတိပါဗျာအဲ့တော့အာဇာတိဘယ်လိုမျိုးရှိလဲအဲ့တော့မိမိတို့ရဲ့ဇာတိကပွားမြင်လာတဲ့မိမိတို့ရဲ့တက်တက်ပါဒီတစ်ခါပဲပေါ်ပေါက်သေးတဲ့အရှင်သီလနာပြီးတော့မိမိတို့ကသာသနာအာဇာနည်အစစ်မှန်ဖြစ်အောင်ဝိုင်းဝန်းပြီးတော့ပံ့ပိုးနိုင်မှတန်ဖိုးသိပြီးတော့ကြီးပါလေအဲ့တော့အတွင်းအာဇာနည်ဆိုတာဘာပြောတာလဲဆိုတော့စာမေးပွဲဖြေခြင်းသင်္ကာလည်းပဲကုသိုလ်စိတ်အစစ်မှန်ဝေဒီလိုခြင်းတို့နာမည်ကျော်ကြားခြင်းတို့ဒါမျိုးစိတ်တွေနဲ့လူတွေတရားဓမ္မတွေနဲ့အတိများခြင်းတို့ဒီလိုစိတ်တွေနဲ့စာမေးပွဲကြိုးစားလာပဲအောင်မြင်သွားတယ်အောင်မြင်ပြီးတဲ့နောက်မှာလည်းပဲမိမိရဲ့ဘွဲကိုအကြောင်းပြုပြီးတော့အမျိုးဘာသာသာသနာကိုကျင့်ပြီးလာပြုစင်နေတဲ့တပည့်လူတွေတွေဝေထုတ်ပြီးတော့ကိုယ်အတွက်ဒီလားဓမ္မကြီးပညာကြီးအနှစ်တည်းအောင်မလုပ်တဲ့နဲ့ရလာတဲ့ဘွဲတွေလေးနဲ့လိုက်ပြီးတော့ဓမ္မတွေကိုဘာဘွဲရတဲ့အကြောင်းဒါတော့
သာသနာ့အလုပ်ကိုမလုပ်ဘဲနဲ့အေးအေးဆေးဆေးနေတယ်ဆိုရင်သူကသာသနာအာဇာနည်ဖြစ်နေရှေးတုန်းကတွင်ခဲ့တာလည်းရှိတယ်သာသနာအာဇာနည်စစ်မှာမဟုတ်ပါဘူးခုချိန်မှာအာဇာနည်ရဲ့လုပ်ရဖြစ်တဲ့ကိုကျင်ဒီလာသူစေအောင်ကြိုးစားလို့နောက်ပြီးတော့အနှစ်သာရဖြစ်တဲ့ဒီကဓမ္မဤပညာတွေကိုကိုယ်တိုင်လည်းရှိအောင်တပည့်တွေရှိအောင်လည်းလုပ်မပေးဘူးနောက်သာသနာအာဇာနည်ဆက်ဆက်ပေါ်ထွက်အောင်ပရိယတ်ဒီအောင်လည်းပဲကိုချမှုတင်ကြမှုလုပ်မပေးဘူးအဲ့ဒါဆိုလို့ရှိရင်သူဟာဝဲတွေရတဲ့အတွက်အာဇာနည်လို့ပဲတွင်ပါတယ်တကယ်သာသနာအာဇာနည်အစစ်မဟုတ်ပါဘူးအဲ့ဒါမျိုးကိုအတွင်အာဇာနည်လို့ခေါ်ရတာပါပေါ်တယ်ဒါမျိုးမိမိတို့ရဲ့ဉာဏ်တို့ကိုမဖြစ်အောင်မိမိတို့ကဝိုင်းဝန်းပြီးတော့ပံ့ပိုးနိုင်ရပါတယ်အဲ့တော့အာဇာနည်အစစ်မှန်ဆိုတာဘာလဲလို့မေးလို့ရှိရင်စာမွေးပဲဖြစ်လို့ရှိရင်ဒီမှာလည်းပဲစာမွေးအောင်လို့ရှိရင်ငါတော့လူတွေကနေပြီးတော့ပူဇော်ပတ်တာလေးတွေငါလည်းလက်လာပါလိမ့်များနေတယ်ငါလည်းနည်းနည်းကြိုးကြားနေတယ်ငါ့ကိုကြောင်းတိုင်းဘုန်းကြီးဖြစ်နေပြည့်နေတယ်ဒါမျိုးကြီးပဲချက်မထားပဲနဲ့ငါစာတက်လာလို့ရှိရင်သာသနာအတွက်နောက်ထပ်သာသနာမျိုးဆက်တဲ့သာသနာတော်ကြီးရှိအောင်ခန်းဆောင်တဲ့တန်ခါတော်ရှင်ပြည့်လေးတွေငါပြန်လည်ပို့ချပေးနေငါကိုယ်တိုင်လည်းငါရဲ့နှလုံးသားထဲမှာပြီးတဲ့လေးချက်စားပြီးတော့ပฏิပတ်လေးတနိုင်နဲ့ဒုစားအထုပြီးတော့သီလသမာဓိပညာနှစ်တည်အောင်လုပ်တယ်ဒါကဓမ္မတွေလည်းပဲလမ်းပါးနေလမ်းမှန်တည်အောင်လုပ်သေးတယ်ဆိုပြီးတော့သာဝတ္ထုတွေကြိုးစားလိုက်တာအဲ့ဒီစာကျက်တဲ့အချိန်မှာလည်းပဲတကယ်ကိလေသာတွေကျင်းပြီးတော့အာသာတိစစ်မှန်ဖြစ်နေပါတယ်စာမွေးတွေအောင်ပြီးတဲ့အခါမှာလည်းပဲဒီဘွဲကိုအကြောင်းပြုပြီးတော့ဘုန်းကြီးတို့ဆက်လက်ပြီးတော့တာယာမနေပဲနဲ့တနိုင်နဲ့ဘုရားအားရှိတဲ့ညမိမိရဲ့တပည့်ငယ်လေးဒီငယ်လေးကိုတနိုင်နဲ့တင်ပြီးဒါကဓမ္မတွေလည်းပဲတနိုင်နဲ့အမှားလေးတန်းပြပြီးတော့ဟောပြောပြီးဒါမျိုးနဲ့တနိုင်နဲ့လုပ်ပြီးတော့ပฏิပတ်ချိန်မှာလည်းပဲတနိုင်နဲ့တရားကိုကြိုးစားအားထုတ်ပြီးတော့ကိလေသာတွေကျင်းအောင်ကြိုးစားတယ်ဆိုရင်အဲ့ဒါဟာအာဇာနည်ဆက်လက်ပြီးတော့ဖြစ်တဲ့အတွက်အစစ်အမှန်အာဇာနည်လို့ခေါ်ရတယ်။အာဇာနည်လို့ခေါ်လဲအစစ်အမှန်အာဇာနည်ပါဗျာ။ကျန်ပြောတယ်နံပါတ်1အာဇာနည်ကနံပါတ်2ကအစစ်အမှန်အာဇာနည်ပါဗျာ။အဲ့တော့မိမိတို့ရဲ့ဇာတိဘဝရှင်သီလနာနာပြီးတော့ဘယ်လိုအာဇာနည်မျိုးဖြစ်စေခြင်းလဲအစစ်အမှန်အာဇာနည်ပါဗျာ။ဒါမှဘုန်းကြီးတို့တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကဝေရှိရုံနဲ့လည်းပဲတန်ဖိုးရှိတာမဟုတ်ပါဘူး။နောက်ပြီးတော့ဘုံတန်ကြီးမှပြီးကာယကြီးနဲ့တိုက်ကြီးနဲ့ဒါမျိုးစီးနေရုံနဲ့လည်းတန်ဖိုးရှိတဲ့လူသားတန်ဖိုးရှိတဲ့ဉာဏ်တော်မဖြစ်ပါဘူး။ဇာတုဘာသာရေးကြီးပြီးပဲတန်ဖိုးရှိတဲ့လူသားတန်ဖိုးရှိတဲ့ဉာဏ်တော်မဖြစ်ပါဘူး။တန်ဖိုးရှိမရှိသိရင်သူ့ကိုအကြောင်းပြုပြီးတော့အမျိုးဘာသာသာသနာဘလောက်တိုးတက်ခဲ့တယ်။သူ့ကိုအကြောင်းပြုပြီးတော့သာသနာလူတွေတွေဘလောက်ပေါ်ထုတ်ခဲ့တယ်။သူ့ကိုအကြောင်းပြုပြီးတော့လူသားတွေအိမ်မှာဘလောက်ကြာသွားကြတယ်။ဒါကိုအကြောင်းပြုပြီးမှဘုန်းကြီးတို့တန်ဖိုးရှိတဲ့လူသားတန်ဖိုးရှိတဲ့ဉာဏ်တော်ဘုန်းကြီးတို့ဆုံးဖြတ်လို့ရတယ်။ဝဲဒီရရင်တတ်တဲ့နေရာတန်ဖိုးရှိတဲ့လူသားဖြစ်မရောက်ပါဘူး။ဘုန်းကြီးတို့ရသော်ဘုရားရှင်ကိုလိုမြတ်အနိုင်နဲ့ကျေးဇူးရှင်ဘာလို့နိုင်နဲ့ကျေးဇူးရှင်လို့ခေါ်ရတယ်လို့မေးရင်ရသော်ဘုရားကိုအကြောင်းပြုပြီးတတ္တဝါအလုံးမှာအိုနာတေးရေးဆင်းရဲပြီးရလုပ်ပြီးတော့ပေတရားပိတ်ပြီးနိဗ္ဗာန်ကြီးနိဗ္ဗာန်ဆန္ဒကြီးခံစားသွားရပါတယ်။ဒါကြောင့်မြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့လူနဲ့ပြန်မှာတတ္တဝါတွေလူနဲ့ပြန်တုံ့ပြန်တော့ဆန္ဒကြီးခံစားရတဲ့အတွက်မြတ်စွာဘုရားဟာအနိုင်နဲ့ကျေးဇူးရှင်ဗာကျေးဇူးရှင်ပဲ။အနိုင်နဲ့ကျေးဇူးရှင်ပါဗျာ။ဒါကိုမိမိတို့လည်းပဲပြန်ပြီးတော့မိတ်ကိုပူဇော်ကြည့်လိုက်။နောက်ကိုအကြောင်းပြုပြီးတော့နောက်မိသားစုကတော့တိုးတက်သွားပြီ။နောက်ကိုအကြောင်းပြုပြီးတော့နောက်ရဲ့ကျဲတော့ဘယ်တော့တိုးတက်သွားပြီလဲ။ပြီးရင်ဒီဘယ်တော့တိုးတက်သွားပြီလဲ။နောက်ကိုအကြောင်းပြုပြီးတော့နောက်ရဲ့နိုင်ငံဘယ်တော့တိုးတက်သွားပြီလဲ။ဒါမျိုးလေးကိုသင်ပြပြီးတော့မတိုးတက်သေးဘူးလို့ဆိုလို့ရှိရင်ကိုယ်ကိုဒီကတမာရီပညာရေးဖြစ်ပြီးတော့လောကတော်သူသာသနာတော်ပြုဆက်လက်ဆောင်ရွက်ပါဒါမှလည်းမိမိတို့အတန်ဖိုးရှိတဲ့လူသားသာသနာအာဇာနည်စစ်မှန်ဖြစ်နေတယ်အဲဒါကိုဘုန်းကြီးပြောလို့တာကမိမိတို့ရဲ့တော်မှာတကယ်တန်ခါချင်းချင်းတောင်မှလေးစားလို့တဲ့ပွဲဖြစ်တဲ့ပရိယတိသာသနာဣဒတက်ကြဒီကဓမ္မစရိယပွဲကိုကြားတဲ့အစဉ်နဲ့ပေါ်လာတဲ့အဲ့တော့ငါတို့ဒီလိုဝဲရတဲ့သာသနာအာဇာနည်ရှင်မြတ်သာသနာအာဇာနည်စစ်မှန်ဖြစ်အောင်ဒီသာသနာအာဇာနည်ကိုကြောင်းပြုပြီးတော့ရဲရွာရေးအမျိုးဘာသာသာသနာတိုးတက်အောင်ငါတို့လည်းပဲတက်နိုင်တဲ့ဝမ်းကုန်ပံ့ပိုးတယ်ဆိုရင်အဲ့ဒါကိုကြီးတို့ပါရမီကုသိုလ်ကြီးဖြစ်ပြီးတော့မိမိတို့လည်းပဲတန်ဖိုးရှိတဲ့လူသားတွေဖြစ်သွားတယ်ဒါလေးကိုဘုရားရှင်းပြီးတော့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ဘုန်းကြီးကအဲ့ဒီသာသနာအာဇာနည်ကုသိုလ်ဝဲကိုကြောင်းပြုပြီးတော့ဗာတရားဟောပေးမလဲဆိုတော့ယဟန်မူတီဆိုတဲ့ကောင်းကြီးနဲ့ဟောပေးပါတရားဉာဏ်လေးပါလေယဟန်
ဒီယဟန်မှုတည်ဆိုတာဘုန်းကြီးတို့ဝိနည်းဒေသနာယဟန်တုတ်တန်ဒေသနာယဟန်ဆိုပြီးနှမျိုးတစ်စားရှိပါတယ်နံပါတ်1ကဝိနည်းဒေသနာယဟန်နံပါတ်2ကဝိနည်းဒေသနာယဟန်ပါတယ်လို့ဝိနည်းဒေသနာယဟန်ပါဗျာနံပါတ်2ကတုတ်တန်ဒေသနာယဟန်နံပါတ်2ကတုတ်တန်ဒေသနာယဟန်ပါဗျာအဲ့တော့ယဟန်ဘယ်နှမျိုးရှိလဲနှမျိုးပါဗျာအဲ့ဒါလေးကိုဖွဲ့ခြားသိသွားအောင်ဘုန်းကြီးကဟောပေးပါအဲ့တော့ဝိနည်းဒေသနာယဟန်ဆိုတာတော့အချင်းချုပ်ပြောလို့ရှိရင်ဘုန်းကြီးတို့ယခုတွေ့နေရတဲ့ဥပ္ပယောနေရတဲ့သံဃာတော်ရှင်မြတ်တွေဟာဝိနည်းဒေသနာယဟန်တွေတဲ့ပါယဟန်တွေတဲ့ဝိနည်းဒေသနာယဟန်ပါဘာလို့လဲဆိုတော့ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့အမိန့်အာဏာဝိနည်းဒေသနာနဲ့အညီဝတ္ထုရဲ့ပြည့်စုံခြင်းဝတ္ထုရဲ့ပြည့်စုံခြင်းဆိုတာယဟန်တော်ဟာဘုန်းကြီးတို့ပန်းလို့မဖြစ်ရပါဘူးနောက်ပြီးတော့မိမိကမိမိသင်္ကန်းဖို့ပြီးတော့ကိုယ့်အကိုယဟန်လိုဘာလို့နဲ့ညာနေတဲ့ပုဂ္ဂိုလ်မဖြစ်ရပါဘူးအဲ့ဒါကိုတရားတော်မှာတော့ခေါ်ရပါတယ်နောက်ပြီးတော့တိဋ္ဌိရပတ်တဲ့ကမိမိကိုယ်ကိုယဟန်ဖြစ်ကနေပြီးတော့တိဋ္ဌိရဲ့အကျင့်ကိုသဘောကျပြီးအယူပြောင်းသွားတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးယဟန်ခံတဲ့ချိန်မှာနောက်ပြီးတော့တိဋ္ဌိမဖြစ်ရဘူးတိဋ္ဌိမဖြစ်ရဘူးဆိုတာလူသားအစစ်ဖြစ်ရတယ်နဂါတို့ဘလုံးတို့နဲ့တို့ဉာဏ်မတို့ဒါတွေဘုန်းကြီးတို့တိဋ္ဌိနဲ့ပါတော့တာဉာဏ်ခံမပြီးတော့အောင်နောက်ပြီးတော့တင်္ဆန်ဆိုတာဒီကံတတ်တဲ့ပုဂ္ဂိုလ်ဖခင်တတ်တဲ့ပုဂ္ဂိုလ်ဉာဏ်နာတတ်တဲ့ပုဂ္ဂိုလ်နောက်ပြီးတော့ဘုရားရှင်ကိုသိသိသိအောင်လုပ်တဲ့ပုဂ္ဂိုလ်တဏှာသိခွဲတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ကြီးမဖြစ်ရပါဘူးဉာဏ်ခံတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါကိုဝိသုကြီးပြည့်စုံခြင်းလို့ခေါ်ရပါတယ်နောက်ပြီးတော့ဘိက္ခုနီကဘိက္ခုနီမာရီရှိခဲ့လို့ရှိရင်ဘိက္ခုနီမာရီကိုမဖြည့်ဆည်းရပါဘူးမဖြည့်ဆည်းဘူးပါဘူးနောက်ပြီးတော့ဥပဒေကြီးယောက်ျားမိန်းမနှမျိုးအင်္ဂါပါတဲ့ပုဂ္ဂိုလ်ဖြစ်ရပါဘူးအသက်20ပြည့်ပြီးဖြစ်ရပါတယ်နောက်ပြီးတော့ပါဏာတိကကြာပြီးသာသနာတော်မှာဝင်ပြီးတော့ပါဏာတိကကြာပြီးတဲ့ဉာဏ်မဖြစ်ရဘူးတဲ့ဒီအင်္ဂါတွေနဲ့ပြည့်စုံတာဝိသုရဲ့ပြည့်စုံခြင်းဒါနံပါတ်1ပြည့်စုံရပါတယ်ဝိနည်းဒေသနာဉာဏ်ဖြစ်ခြင်းလို့ရှိရင်နောက်ပြီးတော့မြတ်ဘုန်းကြီးတို့ဓမ္မဝါဒတိမ်ထဲမှာပြုဆိုတဲ့အခါမှာမြတ်ရဲ့ဓမ္မဝါဒရဲ့ဒါနှစ်ချက်အဲ့တော့မြတ်ဒီဓမ္မဝါဒတွေပြုဖတ်တဲ့အခါမှာလည်းသံဃာတော်ကြီးသာသာနဲ့သံဃာဝန်သုံးသက်စသည်ဖြင့်ဒီအင်္ဂါချက်တွေနဲ့ပြည့်စုံပြီးတော့ဓမ္မဝါဒပြုဖတ်ရပါတယ်အဲ့တော့မြတ်ကြီးပြည့်စုံခြင်းဓမ္မဝါဒကြီးပြည့်စုံခြင်းသုံးချက်ရှိသွားပြီနောက်ပြီးတော့တိမ်ကြီးပြည့်စုံခြင်းဆိုတာတိမ်တဲ့ထဲမှာပြည့်စည်နေတဲ့တိမ်ထဲမှာတိမ်လက္ခဏာမမီတိမ်လက္ခဏာနဲ့မပြည့်စုံတဲ့တိမ်ထဲမှာဉာဏ်မဖြစ်ရဘူးတိမ်အင်္ဂါနဲ့ပြည့်စုံတဲ့တိမ်ထဲမှာဉာဏ်ဖြစ်ရပါတယ်နောက်နံပါတ်5အင်္ဂါကပရိစ္ဆေပရိသတ်ကလည်းတိမ်ထဲမှာဆိုလို့ရှိရင်ဉာဏ်ကြီးကတော့ဘာတဲ့ဘက်မှာဆက်ပြီးတော့ဉာဏ်ခံတဲ့ချိန်မှာစုနေရပါတယ်တကယ်လို့တိမ်ထဲမှာနေပြီးတော့ဉာဏ်ခံတဲ့နေရာမလာနိုင်ဆန္ဒပေးရပါတယ်မတားမရပါဘူးအဲ့ဒီဝိသုရဲ့ဉာဏ်ရဲ့ကမ္မဝါစာတိမ်ရဲ့ပရိသေဒီ၅ပါးနဲ့ပြည့်စုံမှဉာဏ်ဖြစ်တာကိုဝိနည်းဉာဏ်ဝိနည်းဒေသနာဉာဏ်လို့ခေါ်ရတယ်ပါဒေသနာဉာဏ်နဲ့ဝိနည်းဒေသနာဉာဏ်ပါဗျာဘုရားကိုဒီမှာဉာဏ်ခံတဲ့အခါမှာအဲ့ဒီအင်္ဂါ၅ချက်နဲ့ပြည့်စုံတဲ့တန်ခါတော်ရှင်ရဲ့နေရာဝိနည်းဒေသနာရာဉာဏ်ဖြစ်သွားပါတယ်ဒါကြောင့်အဲ့ဒီအင်္ဂါ၅ပါးနဲ့ပြည့်စုံတဲ့ဉာဏ်တွေကိုပင်စအင်္ဂါနိယတ္တာနိပင်စင်ကိုပင်စအင်္ဂါကိုပင်စင်သားကိုပို့ဆက်ပြီးတော့ပင်စင်ကနေပြီးတော့ဘုန်းကြီးတို့သဇင်းဆိုပြီးတော့ဖြစ်သွားပါတယ်နောက်ပြီးတော့ဥဒ္ဒေဘောပင်စင်ကိုဥပင်စင်ကိုမြင့်မြတ်တဲ့အင်္ဂါ၅ပါးနဲ့ရှိတဲ့ဉာဏ်အဲ့ဒါကိုရှေးကဥပင်စင်ကနေပြီးတော့ဥပဇင်းဆိုပြီးတော့ခေါ်တယ်တဲ့ဥပဇင်းဆိုတာမြန်မာလိုဘုန်းကြီးတို့ပြောလို့ရှိရင်အင်္ဂါ၅ပါးနဲ့ပြည့်စုံတဲ့ဉာဏ်တော်တဲ့ဘာ၅ပါးနဲ့ပြည့်စုံတဲ့ဉာဏ်တဲ့အဲ့ဒီဉာဏ်တော်ကိုလည်းဝိနည်းဒေသနာတော်ဉာဏ်လို့ခေါ်ရပါဒေသနာတော်ဉာဏ်လည်းဝိနည်းဒေသနာတော်ဉာဏ်ပါဗျာနောက်တနည်းအားဖြင့်ဘုန်းကြီးတို့အဲ့ဒီဉာဏ်ကိုဥပဇင်းလို့ဘာလို့ခေါ်တာလဲဆိုတော့ဟာဥပရိဘာဝံတံပံတော်ဥပတံပံတော်တဲ့ဘုန်းကြီးတို့ဒီကိုယ်နဲ့ဆိုရင်တံပံတော်စံပံတော်လို့ပြောပါတယ်အဲ့တော့ဥပရိဘာဝံစံပံတော်ဥပစံပံတော်ဥပစံပံနာကိုအလွယ်တကူဖတ်တော့ဥပစံလို့ပြောပါတယ်ကမ္မကိုကံလို့ဖတ်တယ်လို့ဥပစံပံနာဥပစံနေပြီးတော့ဥပဇင်းဆိုပြီးတော့ဖြစ်လာတယ်အတိတ်တွေကမြင့်မြတ်ထက်တန်းကြတဲ့ပုဂ္ဂိုလ်တဲ့ဥပဇင်းရဲ့အတိတ်တွေကဘာလဲနေရင်မြင့်မြတ်ထက်တန်းကြတယ်ဆိုတော့ဘုန်းကြီးတို့တချို့ကစီးစိမ်အပြင်ထက်တန်းကြတယ်တချို့ကလူလူအပြင်ထက်တန်းကြတယ်တချို့ကယာလူအပြင်ထက်တန်းကြတယ်ဒါတွေကဘုန်းကြီးတို့ယ
ဒီရာထူးတွေဒီစိတ်တွေကိုမမောနေအပေထိအောင်ကြာသွားနိုင်တယ်ဒါကြောင့်ဒီလိုထက်တန်းကြတာဟာအစစ်မှန်ထက်တန်းကြတာမဟုတ်ဘူးတဲ့ဘာထက်တန်းကြတာမဟုတ်ဘူးလေအစစ်မှန်ထက်တန်းကြတာမဟုတ်ပါဘူးဗျာဒီလိုတဲ့တာယာလေးတွေခုရှိနေတဲ့တဏှာတော်ရှင်မြတ်တွေကတကယ်အစစ်မှန်မြင့်မြတ်တဲ့ထက်တန်းကြဘာဖြစ်လို့လဲမေးဉာဏ်ဖြစ်သွားလို့ရှိရင်မိမိတို့ရဲ့နှလုံးသားထဲမှာအကျဉ်းအပြင်သိက္ခာကိုတရားတဲ့ကိုယ်နဲ့တွေ့အခြေအနေကိုတော့ဆိုသီလသိက္ခာကြီးတီးပြီးတော့ကောင်းကောင်းနေမယ်ဆိုရင်နောက်ဆုံးမှာလိမ့်မယ်မျက်မှောက်ပြုနိုင်တဲ့အတွက်အဲ့ဒီဉာဏ်တော်ကြီးကမြင့်မြတ်ထက်တန်းကြတာအစစ်အမှန်မြင့်မြတ်ထက်တန်းကြတာပါအဲ့ဒါကိုဘုန်းကြီးဥပသံတနာဥပသံနေပြီးဥပဇင်းဆိုပြီးတော့ဖြစ်လာတယ်အဲ့တော့ဥပဇင်းရဲ့အဓိပ္ပာယ်ကိုနံပါတ်1ကမြင့်မြတ်သောအင်္ဂါ၅ပါးနဲ့ပြည့်စုံသူတဲ့နံပါတ်1အဓိပ္ပာယ်ကပါလေသောသောပြောတဲ့ဝတ္ထုဉာဏ်ဓမ္မဝါစာသိပရိသတ်ဒီအင်္ဂါ၅ပါးနဲ့ပြည့်စုံသွားရင်ဉာဏ်ဖြစ်သွားတယ်ပေါ့နောက်တစ်နည်းအားဖြင့်ဥပရိဘာဝစံပန်တော့ဥပစံပန်တော့ဒီဥပဇင်းဖြစ်လာတဲ့အခါမှာမြင့်မြတ်အထက်တန်းကြတဲ့ပုဂ္ဂိုလ်ကိုသိရရပါတယ်သိရရပါတယ်နေရင်အဲ့ဒါကဘုန်းကြီးတို့ဥပဇင်းကိုပေါ်နေတဲ့အဓိပ္ပာယ်ကိုရှင်းပြရတော့လေဘုန်းကြီးတို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့တာပါအဲ့ဒါကဘုန်းကြီးတို့ဝိနည်းဒေသနာတော်ဉာဏ်အဲ့တော့သုတ်တန်ဒေသနာတော်ဉာဏ်လည်းရှိသေးတယ်သုတ်တန်ဒေသနာတော်ဉာဏ်ကြတော့ဘုန်းကြီးတို့ခုတရားဓမ္မတွေလည်းပဲသုတ်တန်ဒေသနာနည်းကြပုဂ္ဂိုလ်ကိုဉာဏ်ဖြစ်အောင်လုပ်လို့ရပါတယ်ဉာဏ်တော်ရလည်းသုတ်တန်ဒေသနာနည်းရဲ့ဉာဏ်ဖြစ်တစ်ခါကွန်ဉာဏ်ကြီးပြန်ပြီးတော့ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်သုတ်တန်ဒေသနာနည်းကတော့မျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဖြစ်ခွင့်ရှိပါတယ်သို့တော့ဖြစ်စဉ်တိုင်းဖြစ်လို့ရတာလားအင်္ဂါလေးတွေပြည့်စုံပါတယ်အဲ့တော့ဒီသုတ်တန်ဒေသနာနည်းဉာဏ်တော်ကိုဘုန်းကြီးတို့ဘယ်လိုကိုကြောင်းပြုပြီးတော့ဟောခဲ့တယ်ဆိုတော့ပင်ဆက်ကဒါရကာဆိုတဲ့တာဝတိမျိုးကပုံသားတရားကိုကြောင်းပြုပြီးတော့ဟောခဲ့ပါတယ်အဲ့တော့ဒီပုံသားကမြတ်စွာဘုရားထံမှာကြောင်းရလို့ဆိုတာမြတ်စွာဘုရားနဲ့ဆုံပြီးတဲ့အခါဘုပြောရတဲ့အခါမှာရှင်ဘောဓမာတဲ့အရှင်ဘောဓမာကရှင်ဘောဓမာရဲ့တတိတာဝကယဟန်ဒီကိုဘိက္ခဝေဘိက္ခုတို့ယဟန်ဘိက္ခုယဟန်တို့ပြီးတော့ရှင်ဘုရားကပေါ်နေပါတယ်အဲ့တော့ဘိက္ခုယဟန်တို့ပေါ်ရတော့ရှင်ဘုရားဘယ်အကြောင်းအရာတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုမှဘိက္ခုယဟန်တို့ပေါ်ပါတယ်လို့မြတ်စွာဘုရားကိုအဲ့ဒီပင်ဆက်ကဒါရကပုံသားကမေးလျှောက်ခဲ့တဲ့အခါမြတ်စွာဘုရားကသူ့ရဲ့အတိတ်သစ္စာတရားတွေသူ့ရဲ့ပါရမီတွေကိုကြည့်ပြီးမြတ်စွာဘုရားကယဟန်ဆိုတာဘာလဲလို့မြတ်စွာဘုရားကပြန်လို့မိန့်တော်မူတယ်ဆိုရင်သဗ္ဗတောနာမရူပသမေယတာနတိမမာယိတံအတရာဇနာသောစတိကဝေပိတိဒီဥစ္စတိယတာတိပုဂ္ဂိုလ်ဤဝါခြင်းပုဂ္ဂိုလ်မှာသဗ္ဗတောသုတ္တောနာမရူပသမေနယုတ်တရားနှစ်ပါးပေါင်း၌မမာယိတံမောသဝုတုခြင်းပြည့်လို့တွေ့တာခြင်းဒီနတိမရှိကြည်ရောခြင်းပုဂ္ဂိုလ်သည်အတရာဇနယုတ်နှစ်ပါးတရားမရှိကြည်ဖြစ်ကြောင်းလေအတရာဇနယုတ်နှစ်ပါးပြည့်စုံသွားခြင်းကြောင့်လည်းပဲနာသောစတိဝင်နေခြင်းမရှိကြည်သာသောအရိယပုဂ္ဂိုလ်မျိုးကိုဘိက္ခုဒီဘိက္ခုဟူ၍ဉာဏ်ဟူ၍ဟုတ်သာဝေဘိက္ခုဒီဥစ္စတိသာသောပုဂ္ဂိုလ်မျိုးကိုဘိက္ခုဒီဘိက္ခုဉာဏ်ဟူ၍ဥစ္စတိကောင်းကောင်းမသွေးဆိုအပ်ဆိုနိုင်ပါ၏ဒီတို့ဘဂဝါသောဘဂဝါရှင်တော်မြတ်ဗျာသည်အာကောင်းစွာမသွေးဟောကြားတော်မူခဲ့ပါ၏တည်းသာသနာအာဇာနည်ပူဇော်ပွဲမှာယဟန်ပူပြီးဆိုတဲ့ခေါင်းစဉ်နဲ့ဟောခဲ့ပါတယ်ပထမနည်းကဝိနည်းဒေသနာတော်ယဟန်ရာရှင်းပြတဲ့ဝိနည်းဒေသနာတော်ယဟန်ရာအင်္ဂါ၅ပါးနဲ့ပြည့်စုံမှယဟန်စိတ်ယဟန်မှန်ဖြစ်တယ်ခုတွေ့နေရတဲ့ဥပ္ပယတဲ့တဏှာတော်ရှင်တဲ့တရားအဲ့ဒီလိုပုံသိက္ခာတွေနဲ့ပြည့်စုံတဲ့ယဟန်တော်တွေဖြစ်ပါတယ်အဲ့ဒီယဟန်တော်တွေအခုချိန်မှာသာသနာတော်ကြီးမပြောင်းပြအောင်စာနဲ့တိုင်းတွေထောင်းပြီးတော့တမျိုးတရားဓမ္မတွေကိုပြောပြီးတော့တမျိုးတရားပြပြီးတော့တမျိုးသာသနာပြုနေကြပါတယ်အဲ့တော့သာသနာတော်ကြီးရှိနေတာအဲ့ဒီဝိနည်းဒေသနာတော်နဲ့အညီဉာဏ်ဖြစ်သူရောက်ခဲ့တဲ့သံဃာတော်ရှင်မြတ်ကြီးရဲ့ကျေးဇူးလို့ဒါလေးကိုရှင်းပြီးတော့အာရုံပြုပြီးတော့ကြည်ညိုစေခြင်းပါတယ်ခုဘုန်းကြီးဟောတဲ့နေရာကမြတ်စွာဘုရားကတင်ဆက်ကဓာရကပုံလားကိုပြန်ပြီးတော့ဖြေကြားခဲ့တာဒါကသုတ်တန်ဒီယဟန်လို့ခေါ်ရပါတယ်။ဘာနည်းယဟန်လဲသုတ်တန်ဒီယဟန်ပါဗျာသုတ်တန်ဒီယဟန်ဘာလဲဆိုတော့မြတ်စွာဘုရားကပုံလားအမေအရှင်ခေါ်တဲ့မှာတဲ့မြတ်စွာဘုရားတဲ့အရှင်ဘုရားကအရှင်ဘုရားရဲ့တပည့်တွေကိုဘိက္ခုယဟန်နဲ့ခေါ်နေတာအင်္ဂါဘလောက်နဲ့အကြောင်းဘလောက်နဲ့ပြည့်စုံမှယဟန်လို့ခေါ်ပါတယ်ဆိုတော့
င်းတို့မိတ်တော်မူခဲ့ပါတယ်တဘာတော်နာမရူပသမေယတနတိမမာယိတံဒီချက်တွေပါလေတော့သင်ရှားရှိနေတဲ့ယုံနာနှစ်ပါးကိုငါဥစားလို့ယူခြင်းမရှိတဲ့အမှန်မြင်တဲ့ပုဂ္ဂိုလ်တက္ကရာတိကင်းနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာငါဘုရားကအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုလူပဲဖြစ်ဖြစ်ဉာဏ်ပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်သင်ရှားရှိနေတဲ့ယုံနာနှစ်ပါးကိုငါဥစားလို့ဆွဲလန်းခြင်းမရှိပဲအမှန်တိုင်းမြင်နေတဲ့သိနေတဲ့ပုဂ္ဂိုလ်တွေကိုငါဘုရားဉာဏ်လို့ခေါ်တယ်ဒါနံပါတ်1ချက်နောက်နံပါတ်2ချက်ကဘာလဲဆိုတော့အာတတာသံဃာသောစတိနောက်ဝိဘိသုတိဟုတ်စတိအဲ့ဒီလိုခန္ဓာ၅ပါးဒီခန္ဓာ၅ပါးဆိုတဲ့ယုံနာတရားပစ္စည်းကတိဒေဂာတိတဲ့ကာမလည်းပဲဝမ်းနဲ့ကိုယ်စိတ်မှုမရှိပဲနဲ့သူ့အတူယုံနာဘောရဖြစ်ပြီးရင်တည့်ရတာပဲသူအမှန်တိုင်းမြင်ပြီးတော့ဝမ်းနဲ့ကိုယ်စိတ်မှုတွေသိပြီးတော့မရှိတဲ့ပုဂ္ဂိုလ်ဒါတနည်းအားဖြင့်အဲ့လိုမရှိအောင်ကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ကိုဉာဏ်လို့ခေါ်တယ်ဆိုပြီးအချက်နဲ့ချက်မိတ်ကြားတော်မူခဲ့ပါတယ်နံပါတ်1ချက်ကဒီယုံနာဆိုတဲ့ခန္ဓာ၅ပါးကိုငါဥစ္စာလို့ဆွဲလန်းခြင်းမရှိတဲ့ပုဂ္ဂိုလ်နံပါတ်2အဲ့ဒီခန္ဓာဆိုတဲ့ယုံနာသဘောအချိန်တန်လို့ရှိရင်ပစ္စည်းဒေဂာနိခါဖြစ်တဲ့အခါမှာဒီယုံနာပစ္စည်းကနိဖြစ်တဲ့အတွက်ဝမ်းနဲ့ပူဆွေးခြင်းမရှိတဲ့ပုဂ္ဂိုလ်ဒီအင်္ဂါတစ်ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အာဘုရားကဘိက္ခုယဟန်လို့ခေါ်တယ်လို့မိန့်ကြားတော်မူခဲ့ပါတယ်အဲ့တော့ဒီဒေသနာဆုံးမှာအဲ့ဒီပုံသားနဲ့ဇတိဖြစ်တဲ့ပုံလေးမှအနာဂတ်ကိုဖြစ်သွားကြပါတယ်အဲ့တော့ဘုန်းကြီးဒါလေးကိုပြီးမှအခြေပြန်ပြီးတော့ရှင်းဖို့ကောင်းပြီဟောဒီမြတ်စွာဘုရားကပင်စက်ကတိုင်းကပုံသားနဲ့ပုံလေးမှသုတ်တန်ကြီးရဇေဟန်ဆိုတာခန္ဓာ၅ပါးယုံနာတရားမှာငါဥစ္စာလို့ဆွဲလန်းခြင်းမရှိတဲ့ပုဂ္ဂိုလ်ဒီခန္ဓာ၅ပါးယုံနာတရားပစ္စည်းကနေတဲ့ကာမလည်းပဲဝမ်းနေခြင်းမရှိတဲ့ပုဂ္ဂိုလ်ဝမ်းနေခြင်းမရှိအောင်ကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုယဟန်ဆိုခေါ်တယ်ဒီလိုဟောကြားလိုက်အဲ့တော့ဒီတရားဒေသနာတော်ကိုဘာဖြစ်လို့မြတ်စွာဘုရားကဟောကြားခဲ့တယ်ဆိုတော့ဘုန်းကြီးတို့ဇာတ်ကြောင်းလေးကိုပြန်ကြည့်လို့ရှိရင်တောင်းတမျိုးမှာဘုန်းကြီးတို့စောစောကပြောသလိုဒီပုံနာသတိမောင်နဲ့နေကြပါတယ်အဲ့တော့ခေဝုန်းဖြစ်တဲ့ပုံနာကိုဘုန်းကြီးတို့ပါဠိလိုပိဿကဒါယေကလို့ဒါမျိုးပဲခေါ်ပါတယ်ဗမာလိုကတော့ဗါလဲဆိုတော့ပိဿဆိုတာ၅မျိုးအတ္တဆိုတာဥကြပြဒါယေကဆိုတာသိလူတတ်တဲ့ပုဂ္ဂိုလ်တဲ့၅မျိုး၅စားသောနေရာတွေမှာဥကြပြသိလူတတ်တဲ့အတွက်သူ့ကိုပိဿကဒါယေကဆိုပြီးတော့ခေါ်ကြပါတယ်သူ့ရဲ့နာမည်ကြီးကတော့မတွေ့တော့ပါဘူးအဲ့တော့သူကဘယ်နေရာတွေမှာ၅မျိုး၅စားလူတန်းတွေရှိတယ်ဆိုတော့ဘုန်းကြီးတို့နံပါတ်1ပါဠိလိုကတော့ခိတ္တကဌာနလို့ခေါ်တာပေါ့ဗမာလိုကတော့ဘုန်းကြီးတို့ဒီပုံနာလူတွေလူတန်းရှိတဲ့လူ၅မျိုးကနံပါတ်1ကအားလုံးဆိုကြည့်လိုက်လေဦးဘလူတဲ့နံပါတ်1ကပါဠိတဲ့လေဦးလူဆိုတာဘုန်းကြီးတို့ဒီပုံနာရဲ့ဝါဒနာကဇဘာဒီပါလေးစိုက်တယ်ဂျုံလေးပါလေးစိုက်တယ်ဇဘာဒီပါလေးရင်းကျဲပြီးတော့ဂျုံလေးပါလေးရိတ်ခါနီးကြတော့ဘာဖြစ်လဲဆိုတော့လေထဲမှာရိတ်ခါနီးမှာမရိတ်ပြီးခင်မှာအဲ့ဒီဇဗန်နန်တို့ဂျုံတို့ဘာလို့ကောင်းတာလေးတွေကိုချိုးပြီးတော့ဇဘာဒီပါလေးကိုထောင်းပြီးတဲ့အခါမှာအဲ့ဒါလေးကတခါတော့ရှင်မြတ်တွေကိုသွန်းတက်တယ်တခါတည်းရာဇသွန်းတက်တယ်တခါတည်းအနုဒနာသွန်းတက်တခါတည်းမုံဆန်းလုပ်ပြီးတော့တက်အဲ့ဒီလိုလေထဲမှာဇဘာတွေရှိနေတော့မှဥကြပြဥကြပြသူလို့ရှိရင်ဥကြပြအကျိုးရတယ်တရားတော်မှာဥကြပြရတယ်လို့ယုံကြည်ချက်ရှိတဲ့အတွက်လူလေးရှိတဲ့အတွက်အဲ့ဒါကသူ့ရဲ့ဝါဒနာသူ့ရဲ့လေ့ကျင့်မှာအင်မတန်ကောင်းပါတယ်ဒါကြောင့်အဲ့ဒီနံပါတ်1ဖြစ်တဲ့လေဥဒ္ဓကိုလည်းဒီပုံနာလူလေးရှိတယ်နံပါတ်1ကဘုန်းကြီးတို့ပါဠိလိုတော့ဒါတက်ကဒါနာပေါ့မြန်မာလူပြန်ရင်တော့အစုအပုံဘူးအလူတဲ့နံပါတ်2ကဘာဘူးအလူလဲအစုပုံဘူးလို့ဆိုတာဘာပြောတာလဲဆိုတော့ဇဘာတိရိပ်ပြီးလို့အားလုံးလဲပြီးတော့ထားပြီးတဲ့အခါမှာတလင်းထဲမှာစုပုံထားတယ်စုပုံထားတဲ့နေရာတွေပြီးတော့မြင်ပြီးတော့ဒါတရားတွေဖြစ်ပြီးတော့တခါအဲ့ဒီစုပုံတွေကဇဘာတိလဲပြီးထားပြီးတဲ့အခါမှာစုပုံထားတဲ့ဇဘာတိတွေကောင်းပြီဆိုတာလေးကိုယူပြီးတော့တခါဆန်းပြည့်နဲ့ဆန်းပြည့်ရအောင်လုပ်ပြီးတော့တရားတော်ရှင်ရဲ့ဒီကုရာဘူးသွမ်းတို့ဒုက္ခနာသွမ်းတို့ဘုံဆန်းတို့လုပ်ပြီးတော့တက်တယ်အဲ့ဒါကိုအစုပုံဘူးအလူလို့ခေါ်ရတယ်ဘာလို့ခေါ်တယ်လဲအစုပုံဘူးပါဗျာအဲ့နံပါတ်1ဖြစ်တဲ့အဲ့ဒီအလူကိုလည်းဝါဒနာပါပြီးတော့သူလေးရှိတယ်နောက်နံပါတ်2ကဘာလဲဆိုတော့ပုဋ္ဌကဒါနပေါ့ပါဠိလိုမြန်မာလိုတော့ကြည်ဥအလူတဲ့နံပါတ်3ကဘာလဲနေရင်ကြည်ဥအလူပါဗျာကြည်ဥလူဆိုတာကဇဘာရဲ့အဲ့လိုပုံပြီးတဲ့အခါမှာကြည်လေးကိုတွင်းတယ်တွင်းပြီးတော့အဲ့ဒီကြည်လေးရဲ့ဇဘာကိုပထမဆုံးသုံးပြီးတော့မယ်ချက်တော့မယ်ရောင်းတော့မယ်ဆိုလို့ရှိရင်အဲ့ဒီကြည်လေးကနေပြီးတော့
ပထမဆုံးစထုတ်တဲ့နေ့မှာလည်းပဲတရားတရားတွေပေါက်လာပြီးတော့ဒါအဲ့ဒီဇဘာတွေနဲ့ဆံဖြစ်ပြုပြင်ပြီးတော့စောစောပြောတဲ့အတိုင်းယာဘူးသွမ်းလိုပါလို့သံဃာတော်ရှင်မြတ်တွေလူတန်းတွေရှိတယ်အဲ့ဒါကိုဘုန်းကြီးတို့ကြည်ဦးအလူလို့ခေါ်ရတယ်အဲ့ဒါကိုဘာလို့ခေါ်လဲကြည်ဦးအလူပါဗျာအဲ့ဒါတတိယမြောက်ဒါနသူ့ရဲ့ဝါဒနာပေါ့နောက်နံပါတ်၄ကဘာလဲဆိုတော့သူလူလေးလူတန်းရှိတာကဘုန်းကြီးတို့ကုန်ပြီးအက္ခဒါနအိုးဦးအလူတဲ့ဘာမှလို့ကြရင်ဘယ်လိုကြမလဲအိုးဦးအလူသမင်းအိုးဦးအလူပေါ့ဘာလို့လဲပြင်အဲ့တော့ဒါလည်းသူအချက်ပြောရင်သမင်းနေမကောက်တခုခုစားကြတော့ကြလေးချက်တယ်ပြုတ်တယ်ဆိုလို့ရှိရင်အဲ့ဒီချက်ပြုတ်တဲ့ချိန်မှာလည်းပဲကြက်လာလို့ရှိရင်သူကလူတန်းတွေရှိတယ်ခုခေတ်မှာလို့ရင်တော့သုံးတော်တို့ဘာလို့တင်ပြီးရှိတယ်ပေါ့အဲ့ဒီအလူကိုလည်းပဲလူသေးရှိတယ်နောက်နံပါတ်5ပါလဲဆိုတော့ဘောဇနကဌာနဗမာလိုတော့ဘုန်းကြီးစာဥစားပြအလူတဲ့ဗမာလိုပါလဲနေရင်စာဥစားပြအလူပါဗျာအဲ့တော့ဘယ်ချိန်မှာလဲစားရှင်းနိုင်မှာစား9နိုင်မှာစားမနေ့ကစားပြီးဆိုလို့ရှိရင်တန်ခါတော်ရှင်မြတ်တွေကိုရှိရင်တက်နိုင်တဲ့ဆွမ်းတော်လေးတွေတောင်းနေဒါမျိုးလေးပြုပြီးမှစားတယ်ညနေပိုင်းမှာဆိုလို့ရှိရင်လာပြီးတော့တောင်းတဲ့ပုံစံရှိရင်တူနိုင်သေးတယ်တကယ်လို့မနေ့ကရောညနေကရောတန်ခါတော်ရှင်မြတ်ဒီရောတောင်းတဲ့ပုံစံရောမတွေ့ဘူးဆိုရင်အနည်းငယ်မှာရှိတဲ့ခွေးတို့ကြောင်တို့သူကခွဲပြီးတော့ကျွေးလိုက်နေတယ်အဲ့ဒါကိုဘုန်းကြီးစာဦးစာပြလူလို့ခေါ်တာဘာလို့ခေါ်လဲစာဦးစာပြလူပါဗျာအဲ့ဒီ၅မျိုးလူတန်းတွေရှိတဲ့အတွက်ဒါတွေကလည်းသိကောင်းကြားတော့ပါရမီတွေလည်းပြည့်ရှင်းဖို့ကလည်းဒါမျိုးတွေဥပဒါပြဆိုပြုလိပြုတာရှိတယ်ပေါ့တချို့ဘုန်းကြီးတို့ကိုယ့်ရဲ့ဘုံကိုပြဖြစ်တဲ့လာကလေးတွေကိုယ့်ရဲ့ဆိုင်ကပထမဆုံးရတဲ့လာကလေးကိုယ့်ရဲ့တရက်ပြန်ပထမဆုံးပြီးတဲ့တတိလေးဒါမျိုးတူတယ်လို့ပါပဲအဲ့တော့ဒီပုံကဥပဒါပြသူလေးဆိုတော့သူ့ကိုဒီလို၅မျိုး၅စားသောဌာနတွေမှာဥပဒါပြသူတဲ့အတွက်သူ့ကိုပင်ဆက်ကဒါရကလို့ခေါ်ရတယ်ဘယ်လိုခေါ်လဲပင်ဆက်ကဒါရကဆိုတာပင်ဆဆိုတာ၅မျိုးအက္ခဆိုတာဥပဒါပြဒါရကဆိုတာလူတန်းတွေရှိတဲ့မျိုးသားလို့ဒီလိုသိနေကြတယ်အဲ့တော့တကယ်တော့ဒီလိုလူတန်းတွေရှိတာတော့ကြားတော့အမြဲတမ်းသူများကိုသိနေတဲ့စိတ်သူများကိုကြွနေတဲ့စိတ်ဒါတွေကဒီလိုကောင်းလက္ခဏာဘုရားသူတော်ကောင်းလက္ခဏာမရှိတဲ့ပုဂ္ဂိုလ်ကနေရာကဘယ်တော့မှငါဘယ်လိုနည်းနဲ့ရမယ်ရယူနေတဲ့လက္ခဏာသူတော်ကောင်းမဟုတ်တဲ့လက္ခဏာရယူနေတဲ့လက္ခဏာဘာမဟုတ်တဲ့လက္ခဏာလဲကြောင်းနေတဲ့လိုက်သူတော်ကောင်းရဲ့လက္ခဏာပေးခြင်းတဲ့လက္ခဏာသူတော်ကောင်းရဲ့လက္ခဏာပေးခြင်းတဲ့လက္ခဏာပါဗျာဘုရားသူတော်ကောင်းတွေကဘာတွေ့တွေ့သူနဲ့တွေ့တွေ့ဝိသေနဲ့တွေ့တွေ့အားထုတ်ကိုဘယ်လိုကူညီလိုက်ရမလဲတခါလို့ရှိရင်လည်းနမ်းမှာတွေ့လို့ရှိရင်လည်းနေရာမှာတူလိုက်ရမှာလားတခါလို့ရှိရင်ဘာမှလိုအပ်နေတယ်ဒါမျိုးတွေကသူတော်ကောင်းရဲ့လက္ခဏာသူတော်ကောင်းလက္ခဏာမရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောင်းတော်ဘုရားတော်ဘုရားတော်ငါဘယ်နည်းနဲ့ငါမှဒီနေ့ဘာနဲ့ရနိုင်လဲသူလည်းကောင်းလို့ရှိရင်ငါဘာနဲ့အမျက်ထွက်မလဲဆိုရင်အဲ့ဒါသူတော်ကောင်းမဟုတ်တဲ့လက္ခဏာဘာမဟုတ်တဲ့လက္ခဏာလဲသူပြန်ကြတာတွေကပုံနာမြေတဲ့ဘုရားဥက္ကဋ္ဌကြီးပေးခြင်းကံခြင်းဥဒ္ဒတာတွေရတာလို့ရှိရင်ဒီလာဓမ္မကြီးပညာရှိတဲ့ဓမ္မတော်ရှင်တွေဥဒ္ဒရိရတယ်အဲ့တော့ကြားတော့ပါရမီကပြည့်လာတယ်ဆိုတော့ဒီနေ့မှနည်းနည်းခင်းမှာဘုန်းကြီးတို့အာရုံတက်ချိန်မှာကျွတ်ထက်ကြတဲ့တတ္တဝါတွေကြီးတော့မြတ်စွာဘုရားရဲ့ဉာဏ်ကိုချက်ထဲမှာဒီပုံသားသတိပုံနဲ့ပေါ်လာပါတယ်ပေါ်လာတဲ့အခါမှာမြတ်စွာဘုရားတရားထုတ်ရမယ့်အရေးကိုမြင်တော့အဲ့ဒီသံဃာတော်ရှင်တွေနဲ့ဆုံးခံလိုက်တဲ့နောက်ကြအားဖြင့်ကအဲ့ဒီပုံသားသတိပုံနဲ့လေပုံသားသတိစားတဲ့အချိန်ကြမှာမြတ်စွာဘုရားတပါးဆုံးခံကြွပုံသားတွေကိုဆုံးခံကြွတဲ့အခါမှာပုံသားအဲ့ဒီအချိန်မှာအိမ်တရားဘောဘက်ကိုကြောပေးပြီးတော့သူ့ရဲ့အိမ်ဘက်ကိုမျက်နှာမူပြီးတော့ဝေဒနာဘောဘက်ကိုကြောပေးပြီးတော့သမင်းစားတယ်သူ့ရဲ့ဇနီးကလည်းဒီနေ့ဒီမှာထိုင်ပြီးတော့ရက်ခတ်ပေးတာလုပ်ပြီးတော့မြတ်စွာဘုရားကြွလာတာကိုဇနီးဖြစ်တဲ့သူကတွေ့ရတယ်တွေ့တော့ဘာတွေ့လဲဆိုဇနီးဖြစ်တဲ့သူကဒါတွေကနည်းနည်းပါးပါးနေတယ်နဲတော့အင်းကိုမြတ်စွာဘုရားကြွပြီးတော့ဆုံးခံလို့ပြည့်နေပြီငါရဲ့အိမ်ဘုံကလည်းပဲငါမျိုးငါသားတော်ဌာနတွေမှာမပေးလူပဲနဲ့မစားဘူးတကယ်လို့ငါရဲ့အိမ်ဘုံမြတ်စွာဘုရားကိုဥပ္ပိလိုက်ရလို့ရှိရင်တော့ဟောဒီဆွမ်းနေနေပြီးတော့ပုံသူပြစ်မှာတေးကြတာပဲအဲ့တော့ငါလည်းပဲချက်ပြီးတော့မချက်နိုင်ဘူးအဲ့တော့ငါဘာလုပ်ရမလဲငါချက်ပြီးတော့ချက်ရမှလည်းငါမစွမ်းနိုင်တော့တတိယပြည့်တော့ချက်ချက်သေးမရှိတော့ပြင်းနေအဲ့တော့ဒီပုံလားမမြင်တော့ငါဘယ်လိုလုပ်ရမလဲဆိုပြီးတော့အဲ့ဒီနေရာမှာဘုန်းကြီးတို့နောက်ကနေပြီးတော့ပုံလားမမြင်တော့ပုံလေးမှလည်းသွားပြီးတော့ချက်ပါတယ်အဲ့တော့ဘုန်းကြီးဒီနေရာမှာဆိုလေးရဲ့ဓမ္မပဒထာတာနဲ့သုဒ္ဓနိဗ္ဗာန်ထာတာဆိုလေးတွေနဲ့ကိုယ်ရတာရှိတာပေါ့ဒါလေးတွေဘုန်းကြီးပြီးတော့ပေါ်ပေးပါအဲ့တော့နောက်ကနေပြီးတော့ပုံသားတွေနောက်ကျောကနေပြီးတော့မြ
ကျတော့တော့ခဏကြာတဲ့အခါမှာမြတ်စွာဘုရားပြန်ကြွပြီးတော့မကြွသေးဘူးလားဆိုပြီးတော့မျက်စောင်းလေးထိုးပြီးတန်းကြည့်လိုက်တဲ့အခါမြတ်စွာဘုရားကရှင်လေးကျက်နေပါတယ်အဲ့တော့ရှင်လေးကျက်နေတော့မြတ်စွာဘုရားကိုထူးညွှန်လိုက်ရတဲ့စိတ်ထဲမှာမကောင်းဘူးအဲ့တော့ဘယ်လိုတော့မှဘုရားလို့ပေါ်လိုက်ရင်လည်းပဲသူ့ရဲ့ခေပုံကကြားတော့အဲ့တော့တာတာလေးနောက်ဆိုလို့တူတူလေးပဲဘယ်လိုတော့မှဘုရားလို့မြတ်စွာဘုရားကြားတော့လို့သူ့ရဲ့ခေပုံမကြားအောင်ပေါ်လိုက်တော့ဘုရားရှင်ကိုယ်ကဘာလို့တည်းနေတော့ကောင်းရမ်းကြတယ်ဘာလို့ကြတယ်လဲအဲ့တော့သုံးလုံးကလည်းမြတ်စွာဘုရားဘုန်းကြီးတို့စိုးလေးရမယ်ဆိုတော့ကောင်းရမ်းကြတယ်လို့ဆိုတာအကြောင်းရှိပါတယ်အဲ့ဒီအကြောင်းကတရားရမယ်ဒီမြင်လို့တဲ့ပါရမယ်မြင်လို့လေမြတ်စွာဘုရားရဲ့ညီဒီအရိယာတော်ကလည်းဘုန်းကြီးတို့လာဘတက်တာကမမောပါဘူးအားလုံးတရားရမယ့်ပုဂ္ဂိုလ်တွေရှိရင်ဒီကိုဆင်းရဲခံပြီးတော့အဲ့ဒီတော့လောကရဲ့အကျိုးကိုဘုန်းကြီးတို့တည်ဖို့ရှိပါတယ်ဒါကြောင့်လည်းမြတ်စွာဘုရားဘုန်းကြီးစောစောကပြောခဲ့တယ်လို့မြတ်စွာဘုရားကိုအနိုင်နဲ့ကျေးဇူးရှင်လို့ခေါ်ကြပါတယ်ဘယ်လိုခေါ်ကြလဲအဲ့တော့မိမိတို့လည်းပဲမိမိတို့ရဲ့အိမ်အတွက်အားလုံးလုပ်ပေးတယ်ဒီပါတွေအတွက်ကျေးဇူးဆက်တယ်ပေါင်းရင်နှမတွေအတွက်တနေ့နဲ့ကြောင်းသားပေးတယ်အဲ့ဒီအိမ်ရဲ့ကျေးဇူးရှင်ဖြစ်တာမိမိတို့ရဲ့ရဲကြွားအတွက်ကောင်းကျိုးတွေဆောင်ရွက်တယ်ဆိုရင်ရဲကြွားတွေကျေးဇူးရှင်ဖြစ်တာအဲ့တော့သာသနာအတွက်မိမိတို့တနေ့နဲ့ဆွမ်းလူတွေကြောင်းလူတွေအဲ့ဒါဆိုရင်ဘုန်းကြီးတို့အမျိုးဘာသာသာသနာအတွက်ကျေးဇူးရှင်ဖြစ်တာဒါလေးတွေမိမိတို့ကြားဆက်တဲ့ဘုလိုကောင်းတွေရဲ့အတူတူလိုက်ပြီးတော့ကျင့်ရတယ်ခုလည်းမြတ်စွာဘုရားတွေ့ထိုက်တဲ့ဒီပုံနာသတိမောင်နှံတယောက်ကိုဘုန်းကြီးတို့မြင်တဲ့အခါမှာသုံးတယ်ကြွားတဲ့အခါပုံလေးမှကြီးရဲ့တော်တော်ပါဘုရားလို့ဟောတာကမှမြတ်စွာဘုရားဟာကောင်းရမ်းပြီးတော့ကြားတာပါအဲ့တော့မြတ်စွာဘုရားတို့ညီပြီးအကျိုးရှိတဲ့လုပ်ငန်းကိုပဲလုပ်တယ်ဘာလုပ်ငန်းကိုပဲလုပ်တယ်အကျိုးရှိတဲ့လုပ်ငန်းကိုပဲလုပ်တယ်ဗျာဒါကြောင့်ဘုန်းကြီးတို့အကျိုးရှိတဲ့လုပ်ငန်းဆိုရင်သူများတွေသူများတွေပြောရင်ပြောပြီးကိုယ့်အတွက်သုသိုလ်ရမယ်အများအတွက်ကျိုးရှိတဲ့ဒါမျိုးကိုလုပ်ရရတယ်ဒါဆိုတော့ကောင်းရဲ့လက္ခဏာပါအဲ့တော့မြတ်စွာဘုရားကကောင်းရမ်းပြရတယ်ကောင်းရမ်းပြီးတော့ပြတော်လိုက်တဲ့အခါမှာကိုယ်လေးမှကြီးဘယ်လိုသဘောပေါက်သွားတယ်မသိစိုးလို့ခြင်းတို့ရဲ့နေတာလည်းသူ့စိတ်ရဲ့ထင်သွားတာမပြောတတ်အဲ့တော့ဖွလို့ဖွက်တယ်ခြေတော့တာအဲ့လိုခြေလိုက်တဲ့အခါမှာပုံသားကြီးစီကိုမြတ်စွာဘုရားကအဲ့ဒီပုံလေးမှကြီးခြေလိုက်တာလည်းတကယ်နဲ့ကျောင်းကြီးတော်ကြီးထွက်လိုက်တဲ့အခါမှာကျောင်းကြီးတော်ကြီးကလည်းအိမ်ဘက်မှာတကယ်လာပြီးတော့သူ့နဲ့အိမ်မှာလာပြီးတော့သင်ရတယ်။နောက်ပြီးတော့ပုံလေးမှရဲ့ဒီတံမျိုးကြားတဲ့အခါမှာပုံနှံရဲ့ထူးဆန်းပြီးတော့လက်ရည်မြတ်စွာဘုရားကိုသွားတွေ့တော့ဘယ်လိုပြောလိုက်လဲဆိုတော့ပုံလေးမှာတဲ့သင်ဟာလေငါ့ကိုချက်ချင်းလိုက်တာ။အဲ့တော့မင်းသားအိမ်ဘောက်မှာလာပြီးတော့ရက်နေတာငါ့ကိုပြောတာသင်ဟာတိတ်ပြီးတော့ဝန်လေးကြီးကြီးတဲ့အမှုကိုလုပ်လိုက်တာပဲလို့သူ့ရဲ့ဇနီးဖြစ်တဲ့ပုံလေးမှကိုပုံနာကပြောလိုက်တာဆိုလိုတာဗါလဲဆိုတော့ငါ့ကိုချက်ချင်းလိုက်တာပဲသူရတဲ့ကုသိုလ်ခွင့်ရေးတွေကိုပုံလေးမှရဲ့ကုသိုလ်မရအောင်လုပ်တာအဲ့ဒါချက်ချင်းတာကုသိုလ်မရအောင်လုပ်တာဘာလို့တာလဲချက်ချင်းတာပါဗျာနောက်ပြီးတော့တရားမင်းသားအိမ်ပေါက်မှာရက်နေတော့ငါ့ကိုပြောအဲ့ဒါတရားကြီးတဲ့မှုကိုလုပ်တာပဲကုသိုလ်လိုချင်တဲ့ပုဂ္ဂိုလ်ကကုသိုလ်မရအောင်လုပ်တယ်ဆိုတော့ဒါကြီးတဲ့လုပ်တယ်ဒီလိုပဲမြင်ပါပါအဲ့တော့သူကမြတ်စွာဘုရားကိုလည်းရှင်ပြင်းအဖြစ်ကနေ၄၅တော်ကနေပြီးရှင်ပြင်းမလို့ပဲနဲ့ဘုရားပြည့်အောင်တော်ထွက်လာတဲ့အတွက်မင်းသားတွေလည်းသူကသုံးလုံးလေးရှိတယ်ပေါ့အဲ့တော့ဒီလိုပြောပြီးတဲ့အခါမှာသူစားသစ္စာဖြစ်တဲ့သမင်းပွဲကြီးတိုင်းပြီးတော့မြတ်စွာဘုရားကသွားပါတယ်သွားပြီးတော့မြတ်စွာဘုရားကိုကြောက်တယ်မြတ်စွာဘုရားတဲ့တပည့်တော်ကထောက်ဝက်ဝက်ပြီးဟောဒီသမင်းကိုစားနေပါတယ်အဲ့တော့တဝက်ကပုံသွားပါပြီတဝက်တော့ကျန်ပါသေးတယ်အဲ့ဒီကျန်တဲ့တဝက်သမင်းကိုမြတ်စွာဘုရားလူခံပါလားလို့မြတ်စွာဘုရားကိုပုံသားကြီးမေးလိုက်ပါတယ်ပြီးတော့မြတ်စွာဘုရားကရိုးရိုးရှင်းရှင်းလေးပဲမြတ်စွာဘုရားပြန်လည်ပြီးတော့မိန့်ကြားတော်မူတယ်။စေတကားတော်မိစ္ဆာတော်ဒေတာတော်ဝါပိဏ္ဏတပိဋပရတ္တလူပစီမီနာလနုတုနောကိတိပိဋဝါရီသံဝါပိတိရာမုနိဝေယံတိပရတ္တလူပစီမီသူတော်ဝါလူပိလူတော်ပိစီကိုပြီး၍သံဝေယတိစီတော်ယဟန်တိယံပိနေမြတ်စွာဘုရားတော်အခုချာမ၎င်းမိစ္ဆာတော်အလက်ချဝမ၎င်းဒေတာတော်ဝါအရှင်မြတ်မ၎င်းတပိဋကြာယာတိတံပိနေမြတ်စွာဘုရားတော်အခုချာမလက်တာယာယီဝါယာခြင်းကြောင့်အတ္တနဝမိတိကိုတော်၎င်းဒါယေနဝလူရှင်တရားဓမ္မဘောကိုတော်၎င်းသူတော်ချီးမွမ်းခြင်းကနာလမထဒေတာတော်အရှင်မြတ်မလက်တာယာယီဝါယာခြင်းကြောင့်လည်းပဲဒါယေနလူရှင်တရားဓမ္မဘောကိုဒီပိဇာဝါဒီနှိမ့်ချရေးပြောဆိုခြင်းရှိပြီးနောဟောတိမပြေ
တံဝါဘိကိုသူသောပုဂ္ဂိုလ်မျိုးကိုဒီရာဝိယသတာပညာရှင်များတို့သည်မူနေတိဉ္ဇစီတော်ယံတော်ဝေဝေယံတိတိကြကုန်၏တိမတ်တုကြပေကုန်၏ဤတို့ဘဂဝါသောလောကဒုရရှင်တော်မြတ်ဗျာသည်အာကောင်းစွာမသွေဖြစ်ကြတော်မူခဲ့ပါ၏တည်းအဲ့တော့မြတ်စွာဘုရားဖြေကြားတော်မူတာလေးကကျေရကတော့ဒေတာတော်ဒေတာတော်ဝါပိဏံတတိထပရဏတုပစီဝီပုံနာတဲ့ငါတို့ဉာဏ်တော်လေးဆိုတာပရဏတုပစီဝီရှေ့ကြတော့အခါကမှာပရဏမေယနိယမနာပရဏတုပစီဝီဒေတာတတိနာပုံနာတဲ့ငါတို့ဉာဏ်တော်လေးဆိုတာသူတော်ဘာလို့ပေးတဲ့သမီးလေးဆွမ်းလေးစသည်ကိုမိပြုပြီးတော့တက်ရှင်နေရတဲ့ပိဋကလေးနဲ့တူတယ်တဲ့မြတ်စွာဘုရားကပုဂ္ဂိုလ်ကိုသိချပြီးတော့ပေးတော်မူလိုက်တာပါအဲ့တော့ပုံနာကမင်းမဘဝနေပြီးတော့ရှင်ဘီရင်စီစဉ်ကိုစွန့်ပြီးတော့ယဟန်တူတာကိုပြည့်ပြီးတော့ကြီးညိုနေတဲ့အချိန်မြတ်စွာဘုရားကအဲ့လိုငါတို့ယဟန်တော်တွေကသူတော်ဘာကိုပြီးပြီးတော့တတ်မွေးနေရတယ်ပရာပရိဝရမေဇီဝိကာတိဘဗတိတိနာဘေနံသစ္စဝကိတဗံဆိုပြီးတော့ဘုရားတို့သတ္တဓမ္မတော်ဒီဘုရားပြီးကြမှာလေဟောခဲ့ပါတယ်ယဟန်ရဲ့ဒီစဉ်စဉ်ပြန်မှာပါလဲဆိုတော့မေငါယိဝိကာတမွေးမှုတိပရာပရိဝရသူတော်ဘာတို့နဲ့ဆက်ဆက်နေပါတကားဒီကြောင့်ဘဗတိတိနာသတ္တဝံတေယံတာမဏိတိအဘိဓမ္မေတိမပြတ်သစ္စဝကိတဗံဆင်းခြင်းသိနေနိုင်ပါပြီတဲ့ယဟန်တို့တဲ့ယဟန်ဖြစ်လာလို့ဒီစဉ်စဉ်ပြန်မှာကဟောငါရဲ့စာရေးတောင်းရေးနောက်ပြီးတော့ငါရေးထိုင်းတဲ့ကြောင်းဒီပါလေးငါစားလို့နေတဲ့စေပစ္စည်းတွေငါဝတ်နေတဲ့အဝတ်တွေငါစားတော့နေတဲ့စားတော့ဝယ်တွေကတရားဓမ္မတွေပေါ်မှာပြီးနေတာပါလားတရားဓမ္မတွေတူတာကိုငါတို့သုံးဆောင်နေရတယ်ငါတို့ရဲ့ချွေးနေတာလည်းဥပမာမပါဘူးလို့ဒီစဉ်ဆင်ခြင်ပေးပါတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုဆင်ခြင်လိုက်တဲ့အခါမှာကိုယ်ပစ္စည်းကိုတန်ဖိုးထားတတ်တာပဲဟောတရားဓမ္မတွေကသူတို့ချွေးနေတာလည်းရတယ်ငါတို့ကိုတူကြတယ်ဒါငါတို့ရဲ့ကိုယ်ပိုင်ပစ္စည်းပေါ့ငါတို့ချွေးနေတာလည်းရတဲ့ပစ္စည်းပေါ့တရားဓမ္မတွေတူတဲ့ပစ္စည်းဒီစွမ်းရည်သင်္ကန်းတွေကိုသုံးဆောင်ပြီးတော့ငါတို့သာသနာ့လို့လုံးဝပဲဆိုပြီးတော့ဒါမျိုးဆင်ခြင်ဖြစ်သွားပါတယ်ဒီလိုမှမဟုတ်ဘူးလေဉာဏ်တော်တွေကမနာလေးတက်ပြီးတော့ဘုန်းကြီးရဲ့ဘုရားလည်းပဲဘုန်းကြီးဒီအလေးရောက်စသဖြင့်မမှန်သားနေတဲ့သာသနာ့လို့ကိုမလို့ဆောင်တဲ့ဒီမှာသူတို့တာဝန်ဒီမှာသူတို့ကျက်တော်ကြတာဒါမျိုးအမြဲတမ်းဆင်ခြင်ပေးပါခုလည်းကျက်တော်ကြတာဉာဏ်တော်တွေဆိုတာသူတို့ဘာကိုပြီးတော့တတ်မွေးရတယ်အဲ့လိုတတ်မွေးတဲ့အခါမှာပူဇာကြလည်းလောင်းလူချင်းလောင်းလူကြလိမ့်မယ်နောက်ပြီးတော့ထောက်ဝဲကျန်တာကိုလည်းလောင်းလူချင်းလောင်းလူကြလိမ့်မယ်စားနေတဲ့ခေတ်ကတဝက်တဲ့ကျန်တာတလို့လို့ကျန်တာလည်းပဲသူတန်းရဲ့သူတန်းကြလိမ့်မယ်အဲ့တော့ဉာဏ်တွေကဘာလို့ရမလဲဆိုတော့တန်ပေနဲ့အကာတော်ဥစ္စာမှာတန်ပေနဲ့သူကကိုအကာတော်ဥစ္စာမှာလက်ထားကြပြီးဝါရခြင်းကြောင့်အတန်တော်မိမိကိုယ်တော်လည်းပေါ့ဒါရကဝါလူရှိတဲ့ကာရကမပေါ့ကိုယ်တော်လည်းပေါ့သူတို့ရှိပွားခြင်းမှာနာရမထားတယ်ဉာဏ်စစ်တွေအတိနဲ့ရှိတဲ့ဉာဏ်ဆိုတာကိုယ်ကိုယ်တရားဓမ္မတွေကသူကြတဲ့ကြောင်းကြီးကောင်းကောင်းလူတွေသင်္ကန်းကြီးကောင်းကောင်းလူတွေဆွမ်းနေမှုနဲ့လူတွေအဲ့ဒီလိုထူထမ်းလိုက်တဲ့အတွက်ငါဘုန်းကြီးတွေငါမှရှင်းတယ်ရှိတယ်ဆိုပြီးတော့ခြေချမ်းတစ်ထောက်ပါနဲ့မာနမကြီးပါနဲ့တဲ့နောက်ပြီးတော့တရားဓမ္မတွေလည်းပဲမြောက်ပြီးတော့ထပ်ပြီးတော့လူချင်းအောင်သွားပြီးတော့မရှိကျူးပါနဲ့အမှန်တိုင်းပြောပါတဲ့အဲ့တော့ကောင်းကောင်းမွန်မွန်ရလို့လည်းပဲကိုယ်ကိုယ်လည်းပဲဂုဏ်ယူဝင်သွားပြီးတော့မနေနဲ့ကိုယ့်ပစ္စည်းကိုတရားဓမ္မတွေတူတဲ့ပစ္စည်းကိုယ်ပိုင်ချွေးနေတာလည်းရတာမဟုတ်ဘူးလို့ဒါမျိုးရှင်းရှင်းရမယ်ဒီလိုသဘောထားလေးရှိတရားဓမ္မတွေကိုလည်းပဲထပ်ပြီးတော့လူချင်းတဲ့အောင်ကောင်းလိုက်တာစသည်ဖြင့်သွားပြီးတော့တောက်ပြီးပြောကြရမလို့ပါဘူးတဲ့ဒါမျိုးကိုငါပြတာမုန်းကြီးအတိညာရှိတဲ့ဉာဏ်ကြီးလို့ခေါ်ရတယ်နောက်ပြီးတော့ဉာဏ်ပညာဉာဏ်သံကိုဒေတာတော်ပြည့်စုံမှလည်းအာရယူဝါရခြင်းကြောင့်ဒါရဲ့သူရှိတဲ့ဓမ္မအပေါင်းကိုဒီပိသာဝါရီသင်္ချာယူပြောဆိုနေရှိပြီးတော့ဟောဒီပဲဖြစ်တဲ့အဲ့တော့ဉာဏ်ကြီးဆိုတာကကိုယ်ကိုလာပြီးတော့အကျဉ်းလေးယူရတဲ့သူဖြစ်ဟာအကျဉ်းလေးပဲလူတာဒါတရားနဲ့ဝဲလိုက်တာလို့တော့မပြောနဲ့ကိုယ့်ရဲ့ရှင်းနေတာပစ္စည်းမဟုတ်ဘူးတဲ့အဲ့တော့ဒါကဓမ္မတွေအတွက်သူတဝက်ကျန်တာသူချင်းသူပဲနောက်ပြီးတော့အကျွေးချင်းကိုသူချင်းသူပဲသင်္ကန်းလေးပဲဒီတိုင်းကောင်းတာသူချင်းသူပဲမကောင်းတာသူချင်းသူပဲသူတက်တဲ့နေရာလေးသူနေကြသူတို့ရဲ့ကိုယ်ပိုင်ဆွေးနေတာတွေရတဲ့ပြီးသူနေကြဒါကိုတော့ပြောဒါဓမ္မတွေကိုသွားပြီးသိချပြီးမပြောပါနဲ့ဒီလိုပြောလို့မရှိတဲ့ပုဂ္ဂိုလ်ဘာလို့ခေါ်လဲဆိုတော့တန်ဝါပိဒီတာမုဒိဝေရယံတိတန်ဝါပိအဲ့ဒီလိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်မျိုးကိုဒီရာဘုရားသာသပညာရှင်များတို့ဒီမုနေမုနိ၍မုနေပြင်းပြင်းရှိတဲ့ဉာဏ်တော်တွေဝေရယံတိကောင်းကောင်းမတွေ့သိမဲ့ကြပါလေကုန်၏
ဒီလိုပုဂ္ဂိုလ်မျိုးယဟန်ကိုပေါ်ရတယ်မြတ်စွာဘုရားကမိန့်ကြားတော်မူတော့အဲ့ဒီပုံသားကြီးသိပြီးတော့မြတ်စွာဘုရားကိုကြည်ညိုသွားတာသူကဘာလဲဆိုတော့မြတ်စွာဘုရားရိုးရိုးအားဖြင့်တာပြီးဝင်မင်းမျိုးကနေတော်ထွက်ပြီးတော့ဘုရားဖြစ်ခဲ့ပါတယ်နောက်ပြီးတော့ယုတ်ဥပ္ပယနဲ့လည်းစัจ java လေးနဲ့ဖြစ်တော့တဲ့ယုတ်ဥပ္ပယပိုင်းစဉ်မြတ်စွာဘုရားရဲ့ယုတ်ဆင်းဥပ္ပယကနောက်ဆုံးတော့ပါရမီတော်ကြီးကအလို့ရဲ့အကျိုးပေးလိုက်တဲ့ကအင်မတန်မှချုံမလာပါစီစဉ်ဥစ္စာအမြင်ကြီးလိုက်လို့ရှိရင်လည်းရှင်ပြင်းဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတော့စီစဉ်ဥစ္စာဟာပြောစရာကိုမလိုပါဘူးအဲ့တော့မြတ်စွာဘုရားဟာတစ်ဖက်ကပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီလိုပုဂ္ဂိုလ်မျိုးဟာဒီဟာလေးစွန့်ပြီးတော့ယဟန်ပြုလာတဲ့ဆိုတော့ပုံသားကြီးကသိပြီးတော့ကြည်ညိုတဲ့အရင်းနဲ့ရှိဖို့ပေါ့ပါတယ်ဒါကြောင့်မြတ်စွာဘုရားဘုရားလိုတော့မဟုတ်ဘူးမင်းသားနဲ့ပေါ်တယ်အဲ့တော့သူကမြတ်စွာဘုရားကအဲ့ဒီလိုနေရတော့ပဲကပို့ပြီးတော့ကြည်ညိုသွားတယ်ဟောတကယ်ရှင်ပြင်းဖြစ်တော့တဲ့မင်းသားကနေဝင်လာတဲ့မြတ်စွာဘုရားကအကျဉ်းကိုသူမခံဘူးလို့မပြောဘူးအဲ့တော့အကျဉ်းပဲဖြစ်ဖြစ်အလေတော်ကဖွင့်မလာပဲဖြစ်ဖြစ်ဦးစားပဲဖြစ်ဖြစ်ငါဘုရားလူခံနေလို့မိတ်တော်မူလိုက်တယ်သိပြီးတော့ကြည်ညိုကြကောင်းတာပဲဆိုပြီးမြတ်စွာဘုရားကိုပို့ပြီးတော့ကြည်ညိုသွားပါတယ်သူကသောသောမြတ်စွာဘုရားမင်းကြီးကဖြစ်လာတဲ့ယုတ်ဆင်းမှုရရင်အင်မတန်မှချုံမောလာပါတယ်စီးစိမ်ဥစ္စာတွေသိပြီးတော့ကြီးကျယ်အဲ့တော့သူကမာနကြီးတယ်လို့ထင်အောင်ထင်နေတာမပြောတတ်အဲ့တော့မြတ်စွာဘုရားကိုဒီလိုပြောလိုက်တော့မြတ်စွာဘုရားကမိန့်တော်မူလိုက်တော့သိပြီးတော့တိုးပြီးတော့ကြည်ညိုသွားပါတယ်ဒါတချို့ပုဂ္ဂိုလ်တွေကဒီလိုပဲကိုကြီးတို့အတူခံဖြစ်တဲ့တန်ခါတော်ရှိပြည့်လို့မျိုးရိုးလို့ယုတ်ဥပရိလို့စီးစိမ်ဥစ္စာလို့ဒါမျိုးလေးကြီးတတ်ပါတယ်ဒါကြောင့်ဘုန်းကြီးတို့တော်မြတ်စွာဘုရားဆရာတော်ဘုရားကြီးကစောစောပိုင်းမှာဘုန်းကြီးတို့ခန္ဓာကိုယ်ရောက်နေတယ်မှာကြားလို့တယ်ဆရာတော်ဘုရားရဲ့တန်ခါလာအပ်ပြီဆိုရင်ယုတ်ဥပရိရွေးတယ်ပါရွေးတယ်လေယုတ်ဥပရိသိညံ့တယ်ဆရာတော်ဘုရားရဲ့သိလက်မခံသေးဘူးဘာဖြစ်လို့လဲဆိုတော့သာသနာရှင်သေးမှဆိုလို့တဲ့ဘာလို့ရှင်သေးမှဆိုလို့လဲအဲ့တော့ဆရာတော်ရဲ့သာသနာဆိုတာဒကာဓမ္မတွေကိုပြီးပြီးတော့နေရတယ်ဒကာဓမ္မတွေကိုပြီးပြီးနေတဲ့သာသနာဟာတတ်နိုင်တယ်များရုပ်ဆင်းရပြီးဒီလိုရရှိမှမျိုးသားဖြစ်တဲ့နေရာကောင်းမှမျိုးရိုးမကောင်းတော့မှရုပ်တည်ရဲ့ဒီလိုရရှိပြီးဒီလက်ဓမ္မတွေပညာရှိမှဒီဆရာတော်ကြီးကဒီလိုကြီးရွယ်ခဲ့ပါတယ်ဒါတွေအကုန်လုံးဒီပုံသားတွေရဲ့ဒီလိုမှုကိုကြည့်ပြီးဒါလေးတွေသုံးသက်တယ်လို့ပြောလို့ရနိုင်ပါတယ်အဲ့တော့ဘုန်းကြီးဆရာတော်ရဲ့နောက်ပိုင်းမှာရွေးလို့မရတော့တော့လာတာလေးဆိုတော့ဘုန်းကြီးပါဖြစ်တယ်ပြီးတော့ဥပဒေတွေပုံမှန်ပဲရှိကြတယ်ရှိတော့တရားတရားကောင်းတဲ့သာသနာ့အတွက်ဆိုရင်အကျိုးရှိတယ်ဆိုပြီးနောက်ပိုင်းမှာအဲ့ဒီဆရာတော်ကြီးကအဲ့ဒီမှုကိုပယ်ပြီးတော့တရားကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေကိုခက်ငယ်လေးလက်ခံပြီးတော့သိချင်းခဲ့ပါတယ်ခုလည်းဘုရားကြီးကအဲ့လိုသူကြည်ညိုလေးစားတဲ့ရှင်ဘုရားဘဝကိုစောပြီးတော့ရန်ပြုတဲ့မြတ်စွာဘုရားမင်းသားနဲ့ခေါ်ပြီးတော့မင်းသားကဒါလို့ပြောတယ်အကျဉ်းကိုသူမခံဘူးလို့မပြောဘူးဘာလို့လဲသူတို့ရတယ်လို့ပြောတယ်ပြီးတော့တိုးပြီးတော့ကြည်ညိုပြီးတော့အဲ့ဒီမှာမတ်တဲ့တဲ့နေတယ်မြတ်စွာဘုရားကိုလေးဝတ်ပြီးပါဆိုတော့ဘုန်းကြီးပြောတယ်ရှင်ဘုရားတဲ့အရှင်ဘုရားကအရှင်ဘုရားရဲ့တတိကာဝကလေးကိုဘိက္ခုယဟန်ကိုဘိက္ခုကိုနေပါတယ်ဘယ်ရင်ကအကြောင်းကြီးနဲ့ပြည်စုံမှာယဟန်ကိုပြောပါတယ်ယဟန်ကိုခေါ်နိုင်ပါတယ်လို့ပြောလိုက်တဲ့အခါမြတ်စွာဘုရားကသူ့ရဲ့အတိတ်ကပါရမီကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီပုံနာသမီးပုံနာတတ္တဝမြတ်စွာဘုရားလက်ထက်မှာသူဖြစ်စဉ်တို့ဟာတရားနာတဲ့အခါမှာနာယုတ်နဲ့ပတ်သက်တဲ့တရားတွေဉာဏ်နာနာခဲ့ပါတယ်အဲ့တော့ပြန်လို့ပဲဒီပုံနာသမီးပုံနာတတ္တဝမြတ်စွာဘုရားလက်ထက်ကတရားစကားတွေနာယူတဲ့အခါမှာနာယုတ်နဲ့ဆက်တဲ့တရားစကားကိုဉာဏ်နာယူခဲ့တယ်တရားနဲ့ဆက်တဲ့စကားကိုနာခဲ့တယ်အဲ့တော့နာယုတ်နဲ့ဆက်တဲ့ကိုနာယူခဲ့တယ်နာအာယုံတည်တဲ့သဘောရုပ်ဆိုတာဘာမှမတည်တဲ့သဘောလူဆိုတာမရှိဘူးယောက်ျားမိန်းမဆိုတာမရှိဘူးတကယ်တော့ငါယောက်ျားမိန်းမသူသင်လို့ပြောနေကြတာတည်တဲ့သဘောနဲ့တည်တဲ့နာမ်သဘောနဲ့မတည်တဲ့ရုပ်သဘောတွေကဒီတစ်ခုပဲရှိတာပဲဆိုတဲ့စကားမျိုးသူတို့ဟာညာညာနာကြားနေကြတယ်ညာညာဆွေးနွေးနေကြတယ်ညာညာနားထောင်ပြီးတော့ပြောပေါ်နေကြတယ်အဲ့တော့အာဘိယဟာနာမ်ရုပ်ဆိုတဲ့စကားလုံးကိုမစွန့်မဲနဲ့ခေါ်ရင်တော့ဟောဒီပုံနာသမီးပုံနာတော့တရားလူရနိုင်တယ်မြတ်စွာဘုရားကအဲ့ဒီမှာမြင်တော်မူသွားပါဒါလေးကြတယ်ဘုန်းကြီးတို့သောတော်ဘုန်းကြီးတို့ခဲ့တဲ့မြတ်စွာဘုရားဟောကြားတဲ့တရားနိုင်ရုပ်နဲ့ဆက်တဲ့တရားဟောလိုက်တဲ့အခါအဲ့ဒီပုံနာသမီးပုံနာဟာအနာဂါမိနဲ့အနာဂါမိကိုယ်ကိုမျက်မှောက်ပြုပြီးတော့အနာဂါရိယပုဂ္ဂိုလ်ဖြစ်သွားတယ်ပါရိယဖြစ်သွားတယ်တတိယနဲ့တတိယကိုရသွားတယ်အဲ့တော့တတိယနဲ့တတိယကိုရသွားတာမြတ်စွာဘုရားကသိပါရမီကိုကြည့်တဲ့အခါအဲ့ဒီတရားနာတဲ့အခါမှာနာမ်ရုပ်နဲ့ဆက်တဲ့တရားစကားတွေဉာဏ်နာခဲ့တာတွေ့တဲ့အတွက်နာမ်ရုပ်နဲ့ဆက်ပြီးတော့ဉာဏ်အကြောင်းပေါ်လိုက်တယ်နာ
ထားเสียကောင်းပါတယ်ဒါကြောင့်စာပေကိုပဲဖတ်ဖတ်နောက်ပြီးတော့တရားကိုပဲနာနာတရားကိုပဲဆွေးနွေးတက်နိုင်တဲ့စိတ်ဝင်စားပြီးတော့နားလည်အောင်စကားလည်းပြောရဲတယ်ဘာပြောတာလဲဘာဆိုလိုတာလဲမသိရင်တက်နိုင်တဲ့ပြန်ပြီးတော့ရှင်းရှင်းလင်းလင်းသိချင်လို့မေးတယ်ဆိုရင်ဘုန်းကြီးတို့ပြည့်မရှိပါဘူးတရားနိုင်တဲ့အခါမှာပြီးသွားတဲ့အခါမှာဘာမှမသိဘူးဘာဖြစ်မှန်းမသိဘူးဆိုရင်အချိန်ကုန်ရုံနဲ့ရှိတယ်ဘာကုန်ရုံနဲ့ရှိတယ်အဲ့တော့တရားနိုင်တဲ့အခါမှာဟောတဲ့သံဃာတော်ရှင်ရဲ့တရားဟောတဲ့အခါမှာမိမိတို့ဟာပြန်ပြီးတော့နားမလည်မေးခွန်းမေးနိုင်အောင်နားရတယ်ဘာလို့လဲအောင်နားရတယ်ဒီလည်းပြီးတော့အိမ်ရောက်တော့မသိဘူးဆိုရင်တော့ဘုန်းကြီးတို့အချိန်ကုန်ရုံနဲ့ရှိပါတယ်စိတ်အကျိုးမများဒါကြောင့်ဘုန်းကြီးတို့ဒီတရားနာတဲ့အခါစာပေဖတ်တဲ့အခါစူးစူးဆက်ဆက်လေးနာစူးစူးဆက်ဆက်လေးဖတ်ပြီးတော့လုပ်လို့ရှိရင်ဒါတွေကတစ်ချိန်မှာဒီဘဝမှာပါရမီပြည့်နေတဲ့ဘက်ပုံလေးတွေကိုကြားနိုင်ပါတယ်ပါရမီမပြည့်သေးဘူးဆိုရင်လည်းဘုန်းကြီးတို့နောက်တရားရှင်နဲ့တွေ့တဲ့အခါမှာဒီတရားပေါ်မှာထုံပြုပြီးတော့ဘုန်းကြီးတို့ကျွတ်တန်းနေနဲ့ဝင်သွားနိုင်ပါတယ်ဒီအကျိုးတွေရပါတယ်ဘုန်းကြီးတို့တရားရှင်လက်ထက်တော်လည်းပဲရဟန်းတော်900မြတ်စွာဘုရားခေါ်တော်မြောက်မှာဝါဇုလပြည်မှာအာဝတိမြို့တရက်ပြည်တွေမှာဘုန်းကြီးတို့တကုတ်ပြနေတာပြအဲ့ဒီတကုတ်ပြနေတဲ့ဘက်မှာမြတ်စွာဘုရားရဲ့တကုတ်ကိုကြည်ညိုပြီးတော့မြို့သား900ရဟန်းပြုသွားပါတယ်စင်္ကာရိပုတ္တရာအဲ့တော့မြတ်စွာဘုရားတောင်းပန်မှာပြီးတယ်မှာဒီနာကိုဟောတဲ့ဒီကိရဲ့ကျေးဇူးကိုဆက်ရှင်လို့ဒီကိကျေးဇူးတဲ့တန်လို့ပြတဲ့တာမှုကြီးတဲ့လက်ကျမ်းမာရီကိုပြီးတယ်မှာပေါ်ကြားတဲ့အချိန်မှာမြတ်စွာဘုရားကလူသားဖြစ်တော့အချိန်ကြီးမဟောတဲ့သုံးပါးကြီးဆိုတော့အဲ့တော့ဆုံးခံချိန်မှာလူကြီးသွားပြီးတော့ဆုံးခံပြီးတော့ပုံပေးရပါတယ်အဲ့တော့ကျန်တဲ့ချိန်မှာဒီမြတ်စွာဘုရားလူကြီးဆင်းတဲ့ချိန်မှာနေမိတာကိုဖန်ဆင်းထားတဲ့မြတ်စွာဘုရားကိုဒီမြတ်တော်တရားကြီးပေါ်ရည်ဆိုပြီးအဓိပ္ပာယ်ပြီးတော့ဖန်ဆင်းပြီးတော့ထားတယ်မြတ်စွာဘုရားကိုယ်တိုင်ကလူကြီးကိုကြွားတယ်လူကြီးကြွားတဲ့အခါမှာဘုန်းကြီးတို့နဲ့တွေကဘုန်းကြီးတို့တပူကြီးကက်ကြနောက်ပြီးတော့လောကတိုင်းမှာမြတ်စွာဘုရားကရေသက်ပဲကိုယ်တန်ဆင်းတယ်မြောက်ကျွန်းသွားပြီးတော့ဆုံးခံတယ်အနောတတဲ့ရေတိုင်းမှာဘုန်းကြီးတို့ဆုံးဖုံးပေးပြီးတော့စက်တဲ့မျိုးကိုကြွပြီးတော့နေတဲ့ကမှာတမန်တက်နဲ့ဘုန်းကြီးတို့လက်သက်ဆင်းတော်မူပါတယ်အဲ့ဒီနေရာမှာရှင်သာရိပုတ္တရာအဲ့ဒီစက်တဲ့မျိုးလာပြီးတော့ဝေယဝိသလုပ်ပေးအဲ့တော့မြတ်စွာဘုရားကတောင်းနေတာမှာငါဘုရားဒီမဲ့ဒီနဲ့တရားတွေဟောခဲ့တယ်ဆိုပြီးရှင်သာရိပုတ္တရာကိုအချင်းပြန်ဟောအဲ့ဒီတရားတွေကိုတည့်ရဲ့တပည့်ကိုပြန်ဟောပါလို့ရှင်သာရိပုတ္တရာကအကြောင်းပြန်ရောက်တဲ့အခါသူ့ရဲ့တပည့်ဖြစ်တဲ့ဉာဏ်သားကိုပြန်ဟောပါတယ်အဲ့တော့မြတ်စွာဘုရားတောင်းနေတာမှာဟောတဲ့တရားကဘိဓမ္မာတရားကအကျဉ်းကြီးတောင်းနေတာမှာဟောတဲ့တရားကဘာနည်းလဲပြီးရင်ဒါကမြတ်စွာဘုရားကလူကြီးမှာသုံးခံစားရင်းနဲ့သုံးခံပုံပေးရင်းရှင်သာရိပုတ္တရာကိုဟောတဲ့နည်းကအကျဉ်းဘိဓမ္မာနည်းဘာဘိဓမ္မာနည်းလဲဒါကရှင်သာရိပုတ္တရာကသူ့ရဲ့တပည့်ဉာဏ်သားရကိုပြန်ပြီးတော့ဒီတရားတွေဟောတဲ့နည်းကမကျဉ်းတဲ့ဘိဓမ္မာနည်းဘာဘိဓမ္မာနည်းလဲကဲပြန်ပြောမယ်မြတ်စွာဘုရားတာဝန်ကဟောတဲ့ဘိဓမ္မာနည်းရဲ့ဘာနည်းလဲဒါကမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလူပြည်မှာဆင်းကပေါ်ကြားတော်မူတဲ့ဘိဓမ္မာနည်းရဲ့ဘာနည်းလဲဒါကရှင်သာရိပုတ္တရာနေပြီးတော့သူ့ရဲ့တပည့်ဉာဏ်သားရကိုပြန်ဟောတဲ့ဘိဓမ္မာနည်းကဘုန်းကြီးတို့ဒီမှာမြန်မာပြည်မှာသင်ကြားနေတဲ့ကိရဝါဒနိုင်ငံတွေမှာသင်ကြားနေတဲ့အဘိဓမ္မာခေါ်တဲ့ဉာဏ်ပဋ္ဌာန်းပါလို့ပေါ့အဲ့ဒါတွေကစင်္သာရိပုတ္တရာကသူ့ရဲ့တပည့်900ကိုပြန်ပြီးတော့သင်ပြပေးတယ်မချင်းမကျေနည်းတွေဘာနည်းတွေလဲအဲ့ဒီလိုဟောတဲ့အခါမှာဒီဉာဏ်900ကိုဘိဓမ္မာခေါ်တဲ့ဉာဏ်ကိုလူဘဝမှာတဏှာတော်ရှင်မြတ်တွေလူသက်ဖြစ်တဲ့တဏှာတော်ရှင်မြတ်တွေမှာဘိဓမ္မာခေါ်တဲ့ဉာဏ်ကိုပထမဆုံးဆောင်နိုင်တဲ့နားလေတက်တည်တဲ့ဘိဓမ္မာကျမ်းတဲ့ဉာဏ်တွေဖြစ်သွားပါတယ်။နောက်မြတ်စွာဘုရားတရားဟောတဲ့အခါမှာဉာဏ်ဓာတ်တွေဖြစ်သွားတယ်။အဲ့တော့ဘာလို့ဘိဓမ္မာခေါ်တဲ့ဉာဏ်ကိုလူတွေထဲမှာအစာဆုံးတက်တည်နားလေကြတယ်။ဘိဓမ္မာခေါ်တဲ့ဉာဏ်ကိုဘာလို့ဆောင်နိုင်ကြပြီးတော့ဉာဏ်ဓာတ်ဖြစ်သွားတယ်ဆိုတော့ဘုန်းကြီးအတိတ်ရောက်ပြန်ကြည့်တတ္တဗမြတ်စွာဘုရားရှင်တဲ့တဲ့တုန်းကအဲ့ဒီဉာဏ်တော်900ပါလင်းလို့သား900ဖြစ်တယ်။ဘာ900ဖြစ်တယ်လဲ။တိုင်တယ်မှာဒီလိုပဲတွေ့ရတဲ့ဘုန်းကြီးဆွဲပြီးတော့နေတဲ့အချိန်မှာဉာဏ်တော်နှစ်ပါးကဘိဓမ္မာစာပြန်ကြတယ်ဥဒရာဓမ္မဒေတုပစ္စည်းရောစသည်စာပြန်တော့ဒီလင်းလို့သား900ဟာဒီသံဃာတော်ရှင်ရဲ့နှစ်ပါးပြန်တဲ့အဘိဓမ္မာဓာတ်တွေကိုကြားနေရတော့သိချင်းမှာကြည်ညိုသွားတယ်ဘာမှတော့မသိချဘူးသို့ဆိုကြည်ညိုလို့တက်တဲ့အဲ့ဒီကုသိုလ်ကြောင့်ဘုန်းကြီးတို့ဒီမြတ်စွာဘုရားရှင်ရဲ့လက်ထက်မှာရှင်သာရိပုတ္တရာရဲ့တပည့်တွေဖြစ်ပြီးတော့ပထမဆုံးဒီနေ့မှာခေါင်းနဲ့ကျမ်းကိုတက်ပြီးနားလေကျွမ်းကျင်တဲ့ဉာဏ်တော်တွေဖြစ်ပြီးတော့နောက်ဆုံးမှာဉာဏ်နာဖြစ်သွားရတယ်အဲ့ဒါအဘိဓမ္မာတရားကိုဘာမှမသိရင်
နာကြားပေးရတဲ့ကုသိုလ်တဲ့။ပါတရားကိုနာကြားပေးရတဲ့ကုသိုလ်လေ။ဒါလေးကိုဘုန်းကြီးကနားကြောက်ပြောတာတရားနာတဲ့အခါမှာပဲဖြစ်ဖြစ်စာပေဖတ်တဲ့အခါမှာပဲဖြစ်ဖြစ်စူးစူးဆိုင်ဆိုင်လေးလုပ်ပါဆိုတာဒါကိုပြောတာ။ခုလည်းပဲဘုန်းကြီးတို့ဒီပုံသားသမီးမောင်နှံတရားပါတသက်ပါမြတ်စွာဘုရားရှင်လက်ထက်တုန်းကသူတို့ဟာနိုင်ရုပ်နဲ့ဆက်တဲ့တရားစကားလေးကိုညာနိုင်ကြားနာခဲ့ရတယ်။အဲဒီလိုညာနိုင်ကြားနာခဲ့ရတဲ့မြတ်စွာဘုရားကသူတို့တရားဟောတဲ့အခါမှာနိုင်ရုပ်နဲ့ဆက်ပြီးတော့ယဟန်တွေအကြောင်းဟောမှာပဲလို့တုတ်တန်ပြီးယဟန်အကြောင်းကိုမြတ်စွာဘုရားကဟောကြားတော်မူခဲ့ပါတယ်။သဗ္ဗတောနာမရူပသမေယတနတိမမာဟိတံအာတရာသနာသောစတိသာဝိဝိကုတိဥစ္စတိယတနာယဝေဝါတိပုဂ္ဂိုလ်မှာသဗ္ဗတောတုသောနာမရူပသမေနယတရားနှစ်ပါးပေါင်းတိုင်းမမာဟိတံငါဥစ္စာကိုပြုခြင်းဆွေလန်းမြတ်လို့ခြင်းသည်နတိမရှိခြင်းဇာတိယလာမကာရီတို့ခြင်းပုဂ္ဂိုလ်သည်အာတရာသယုံနာနှစ်ပါးဤဖြစ်ကြမရှိခြင်းဖြစ်ကြောင်းလေအာတရာသယုံနာနှစ်ပါးပြည့်စုံသွားခြင်းကြောင့်လည်းပဲနာသောစတိဝမ်းမနေသာတော်အရိယပုဂ္ဂိုလ်မျိုးကိုဝိကုတိယဟန်ဟူ၍ဘုဇ္ဇတိကောင်းသောမသွေးဆိုရဆိုနိုင်ပါ၏ဒီလိုဘဂဝါသောဘဂဝါရှင်တော်မြတ်ဗျာတိအဝဇာရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါ၏တည်းအဲ့တော့ဘုန်းကြီးတို့ဒီနေရာမှာဒါသုတ်တန်ဒီယဟန်လို့ခေါ်ရတယ်။ဘာဒီယဟန်လဲ။တရားနဲ့သုတ်တန်ဒေသနာဒီယဟန်ကိုဘာယဟန်လို့ခေါ်မလဲ။ဘုန်းကြီးတို့ခုပြောနေရတဲ့သာသနာတော်ကြီးစီအောင်သာတဲ့ဒီအောင်တရားလေးဟောတရားလေးပြကိုယ်တိုင်လည်းဒီလက်သမားကြီးပညာလေးကြည့်အောင်သာသနာတော်ကြီးစီပင်အောင်လုပ်နေကြတဲ့သံဃာတော်ရှင်ပြည့်တွေကဝီဒီဒေသနာတော်ယဟန်နဲ့ဘာဒေသနာတော်ယဟန်လဲ။အဲ့ဒီဝိညာဉ်တော်ယဟန်တွေကဘုန်းကြီးတို့ခုပြောမဲ့တရားတော်တွေကိုသိမြင်သွားလို့ရှိရင်သုတ္တဝေဒနာယဟန်ကယဟန်ထက်ဖြစ်တဲ့အတွက်လည်းနှစ်ထပ်ပွင့်ညာတော်တွေဖြစ်သွားပါမျိုးသားမျိုးသမီးတွေကတော့ဘုန်းကြီးတို့ဝိညာဉ်ဒေသနာတော်ယဟန်တွေကခုချိန်မှာယဟန်မဖြစ်နိုင်တော့ဘိက္ခုနီသာသနာကွယ်သွားတော့မျိုးသမီးတွေဟာယဟန်ဆိုတာမဖြစ်နိုင်တော့မျိုးသားတွေကတော့ပြန်ပြီးတော့ယဟန်ပြန်မယ်လို့ဖြစ်နိုင်သေးတယ်ပေါ့သို့တော့လုံးကြောင်သွားတဲ့နေရင်တော့ဝိညာဉ်ဒေသနာတော်ယဟန်ဆိုတာမဖြစ်နိုင်တော့အဲ့တော့ဝိညာဉ်ဒေသနာတော်ယဟန်အကြောင်းဥပဇေကိုပေါ်ရတဲ့ဆိုဘုန်းကြီးတို့ကပြောခဲ့ပြီခုပြောမှာကသုတ်တန်ဒေသနာယဟန်ပေါ့ခုပြောမှာဘာယဟန်လဲအဲ့တော့မြတ်စွာဘုရားဘယ်လိုပဲလဲဆိုတော့စေတသိက်ပုဂ္ဂိုလ်ဤဝါခြင်းပုဂ္ဂိုလ်မှာသဗ္ဗတောသုသောနာမရူပသမေနယတရားနှစ်ပါးပေါင်း၌မမာယတံငါဥစ္စာကိုပြုခြင်းဆွေလန်းပြန်လို့ခြင်းသည်ပြန်လို့တွေ့တာခြင်းသည်မျက်စိမရှိခြင်းအဲ့တော့သုတ်တန်ဒေသနာယဟန်ဆိုတာမျိုးသားတွေရောမျိုးသမီးတွေရောဒီနည်းပြဘုန်းကြီးပြိယာတွေသုတ်တန်ကြီးအပြင်ယဟန်လို့ပြောလို့ရပါတယ်ယဟန်ဆိုတဲ့အိဗေကဘာလဲဆိုတော့ဘုန်းကြီးပိဋိပိဋိတိဘိက္ခုသံဃာယိပယံဣတိဘိက္ခုသံဃာထဲမှာဘုရားတိကျုံးပါပြီးနေပြိမာဆိုတဲ့ကိလေသာတွေကုန်နှံ့အောင်အရိယာဖြစ်အောင်ကျင့်နေဒါဘုန်းကြီးဗလာနိနဲ့ယဟန်ကိုခေါ်ရပါတယ်မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်သံဃာဘေးကိုကြောက်ကိလေသာတွေကုန်အောင်ပါအောင်ကျင့်နေအဲ့ဒါယဟန်ကိုခေါ်ရတယ်ခုလည်းဒီတိုင်းနဲ့ဘုန်းကြီးသဗ္ဗသောနာမရူပသမေယတနတိမမာဟိတံသံဃာတော်ရှင်မြတ်တွေဟာဘုန်းကြီးတို့ပရိယေပฏิပတ်မြတ်စွာဘုရားကသာသနာ့အလုပ်ကိုနှမျိုးဖွင့်ပြခဲ့ပါတယ်။ကန္တာလူဒသာဝေကျင့်တဲ့တရားပုဒ်တဲ့တရားတော်တရားကြခြင်းလို့ပฏิပတ်တိဝိပဿနာလူဒလုပ်ငန်းကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်တဲ့ဓာတ်တွေကိုရှုပြီးတော့ငါးစွဲလေးကင်းအောင်ကိလေသာတွေကင်းအောင်ကျင့်ရတဲ့ဝိပဿနာလူဒဝိပဿနာလုပ်ငန်းတစ်ခုဒီလိုမြတ်စွာဘုရားကလုပ်ငန်းနှမျိုးကိုမိန့်ကြားတော်ခဲ့ပါတယ်။အဲ့တော့ဘုန်းကြီးတို့ကန္တာတော်ရှင်မြတ်တွေကစာသင်စာကြားလို့တဲ့အခါမှာလည်းစောစောကပြောတယ်လို့သာသနာအာဇာနည်စိတ်မှန်ဖြစ်အောင်စာသင်စာကြားလို့တဲ့အချိန်မှာလည်းသံဃာတော်ရှင်မြတ်ဒီငါအတွက်နဲ့သံဃာတော်ရှင်မြတ်ဒီသာသနာတော်ကြီးစုစုပြောတော်နိုင်တဲ့ပညာရှင်တွေဖြစ်ကြပါစေဆိုပြီးစာသင်စာကြားတယ်။ငါကိုယ်တိုင်လည်းစာသင်တဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့ဝင်ရတယ်။မြတ်စွာဘုရားရဲ့တရားတော်တွေကိုနာကြားမြင်ရတယ်။စာသင်စာကြားလို့တဲ့အချိန်မှာရှင်သာရိပုတ္တရာရှင်မောဂလဉာဏ်သာရှင်မြတ်ကြီးနဲ့တွေ့ရှိဝင်ရတယ်။ရှင်ဟန္တာရှင်မြတ်ကြီးဆွေးနွေးတဲ့တရားစကားတွေကိုနှလုံးသားနဲ့ကြားနာခွင့်ရတယ်။ဒီလိုကြားနာခွင့်ရလို့ရှိရင်ဒီလိုဘုရားတော်ရဲ့ဗာရတန်မှာကိလေသာကင်းတယ်။အဲ့တော့စာသင်ရင်းနဲ့နောက်ပြီးတော့စာသင်စာကြားလို့တဲ့အခါမှာသံဃာတော်ရှင်မြတ်ဒီကိုပြန်နေပြီးတော့ပူဇော်လိုက်တဲ့အခါသံဃာတော်ရှင်မြတ်ဒီအစဉ်စဉ်ပရိယေတက်နိုင်တဲ့တက်ကျွမ်းပြီးတော့သာသနာ့ရှိအောင်
ဘုန်းကြီးတို့သာသနာတော်ကြီးဘုန်းကြီးတို့တကယ်လို့များစာပြန်စာချလုပ်တဲ့တန်ခါးတွေအနှစ်တရာတော့ကျန်နာကြည့်ဘယ်နှစ်လောက်ကျန်နာကြည့်လိုက်လဲအနှစ်တရာတော့စာပြန်စာချကျန်နာကြည့်လိုက်လို့ရှိရင်သာသနာတော်ကြီးရှည်အောင်မလားပွယ်သွားမလားပွယ်သွားပါဘယ်တော့မှဘုရားသာသနာစိတ်နဲ့နေတဲ့သူတွေရွတ်ရွတ်ဘုန်းကြီးတို့စာပြန်စာချနှစ်တရာတော့ကျန်နာလိုက်ဒီသံဃာတော်ရှင်တွေရှိနေကြနှစ်တရာအတွင်းမှာအာလုံးပြန်တော်မူကြတယ်အဲ့တော့ပြန်တော်မူသွားလို့ရှိရင်နှစ်တရာအတွင်းမှာစာပြန်စာချမလုပ်ဘူးဒီဟောဒီသာသနာဟာဘာမှမေးစရာမလိုပါဘူးသာသနာတော်ကြီးကွယ်တယ်ပါကွယ်တယ်ဘုန်းကြီးတို့ဓမ္မပိကဉာဏ်နဲ့နေတဲ့စာသင်လိုက်တာဖြစ်တယ်ဓမ္မပိကဉာဏ်နဲ့လည်းဘယ်အဖြစ်လဲစာသင်လိုက်တာပါဘုရားဓမ္မဆရာတော်ကြီးလည်းစာသင်လိုက်တာပါစာချဘုန်းကြီးတွေလည်းစာသင်လိုက်တာပါအဲ့ဒါစာသင်စာချလို့ဟာသာသနာတည်ကြောင်းလို့စာသင်စာချလို့ဟာသာသနာတည်ကြောင်းလို့ပါဗျာအဲ့တော့ဉာဏ်တော်ကြီးစာသင်စာချလို့တာလူသက်ပုံပေါ်ပြီးတော့သာသနာ့ကြီးရှေ့ပါပြီအဲ့တော့သာသနာ့ကြီးရှေ့သေးခြင်းနဲ့စိတ်နဲ့စာသင်စာချတယ်ကိုယ့်ရဲ့နှလုံးသားထဲမှာစာသင်စာချရတဲ့စေတနာတွေကြီးလို့စာသင်နဲ့စာချတယ်ဒီအလုပ်တွေလုပ်နေလို့ရှိရင်ဘုန်းကြီးတို့ငါပညာတတ်မှာငါဘုန်းကြီးပါငါပညာတတ်မှာငါ့ကိုဝိုင်းပူဇော်ကြပါလို့လေငါဆွဲနေရှိသေးသလားရှိပါပါဗျာအဲ့ဒီငါဆွဲနေပြီးတော့သာသနာတော်ကြီးရှိဖို့မေတ္တာတရားတွေနဲ့ဒကာဓမ္မတွေဟောပြောလို့ရှိရင်လည်းအတိမန်ကြီးရစေဖို့ဒကာဓမ္မတွေတရားပြလို့ရှိရင်လည်းကိုဘုန်းကြီးဖို့အတွက်မဟုတ်ဘဲနဲ့9မိနစ်တရားရှိမှ9မိနစ်ငါဆွဲနေကင်းပြီးတော့9မိနစ်ပြည့်တာကင်းရပါသေးဆိုတဲ့စိတ်နဲ့တရားကြီးပြအဲ့ဒီလိုဆိုလို့ရှိရင်အဲ့ဒီနာနာတော်ရှင်မြတ်မှာငါဘုန်းကြီးချင်းနဲ့ငါကြောင့်ကောင်းကြီးနဲ့နေခြင်းလို့ငါဆောင်ကောင်းကောင်းစားခြင်းလို့ငါနာမည်ကျော်လို့ဆိုတဲ့ငါဆွဲနေရှိအောင်မလားရှိပါဘူးဗျာအဲ့ဒီငါဆွဲနေလို့ရှိရင်အဲ့ဒါသုတ်တန်ဒေသနာကြီးယဟန်နဲ့ပါဏိယဟန်လေသုတ်တန်ဒေသနာကြီးယဟန်ပါဗျာအဲ့ဒီလိုနဲ့စာသင်စာချလို့လုပ်ပါရဲ့ငါတို့စာမွေးအောင်မှာငါတို့တိုက်နာမည်ကြီးမှာစာမွေးအောင်မှာလူတွေများများလာမှာငါဒီလိုတရားဟောမှာငါမှလက်လာပါလိမ့်များများကြငါတရားဟောမှာငါကြောင့်လူစီမှာစသည်ဖြင့်ငါကြောင့်တိုးတက်ဖို့ငါဘုန်းကြီးဖို့အဲ့ဒီငါဆွဲရည်နဲ့လုပ်နေပြီအဲ့ဒီငါဆွဲရည်ကိုကြောင်းပြုပြီးတော့ဘုန်းကြီးရှင်တိုင်းချမ်းသာနေတာဒါတွေကဘုန်းကြီးကိုလောဘစတဲ့ကိလေသာတွေလောဘစတဲ့ဘာတွေလို့ခေါ်တယ်လဲကိလေသာတွေပါဗျာငါဆွဲမကိနာတက္ကရာလေးကြီးကိလေသာအဲ့ဒီငါဆွဲမကိနာကိုကြောင်းပြုပြီးတော့ဘာဖြစ်နေတာများဖြစ်နေတာဘာဖြစ်မှကြောက်တာဒါမျိုးတွေလောဘဒေါသအဲ့ဒီလိုလောဘဒေါသတွေနဲ့စာရင်စာချလို့တယ်လက်လာပါလူချင်းတို့တရားဟောတယ်ဘုန်းကြီးချင်းတို့တရားပြတယ်ဒီလိုသဘောတွေနဲ့လုပ်ပြီးဆိုလို့ရှိရင်ဘုန်းကြီးငါလွဲတွေပို့ပြီးတော့တောင်းရှိလာပါငါလွဲတွေရှိလာမှတော့ငါလွဲတွေပြင်းလာမှတော့ပြည်တာတွေလည်းတိုးလာမယ်။ဘာတရားတွေတိုးလာမလဲ။ပြည်တာတွေတိုးလာပါဗျာ။အဲ့ဒါဆိုလို့ရှိရင်ဘုန်းကြီးတို့သောတော်လက်စွာပြန်ပြင်ကြတော်မူခဲ့တဲ့သုတ်တန်ဒေသနာနည်းဟန်မဖြစ်တော့ဘူးတဲ့။ဘာနည်းဟန်ဖြစ်တော့ဘူးလဲ။သုတ်တန်ဒေသနာနည်းဟန်ဖြစ်တော့ပါဗျာ။ဝိနည်းဒေသနာနည်းရတဲ့တော့ဘုန်းကြီးတို့သီလသိက္ခာတွေတကယ်အဆုံးစွန်မကျူးလွန်နေဘူးဒီဝိနည်းဒေသနာနဲ့ဟန်တော်ဖြစ်။အဲဒါဘုန်းကြီးတို့အရှင်သီလတနာပြီးမှလာလို့လည်းတရားတော်မှတွေဝိနည်းဒေသနာနည်းရတယ်ပဲသင်ဟန်ဖြစ်ခဲ့ပြီ။ခုသုတ်တန်ဒေသနာနည်းရတယ်ပဲမမှန်မှန်နဲ့ကြိုးစားခဲ့တယ်ဒီဘွဲကြီးဒီကိုအသုံးချပြီးတော့မျိုးဘာသာသာသနာတိုးတက်အောင်လုပ်မယ်ဆိုရင်အဲ့ဒါနှစ်ထပ်ပွင့်ရဟန်းတော်လို့ခေါ်ရပါတယ်ဘယ်လိုရဟန်းတော်လို့ခေါ်မလဲအဲ့ဒီလိုရဟန်းတော်ကိုဖြစ်စေခြင်းလားမဖြစ်စေခြင်းဘူးလားဖြစ်စေခြင်းပါဗျာဖြစ်စေခြင်းလို့ရှိရင်မိမိတို့ကလည်းတက်နိုင်နေကြဝိုင်းပြီးတော့ပံ့ပိုးရတယ်သွားပြီးတော့ဖြစ်စေရအဲ့တော့မိမိတို့ကလေးရဲ့လုပ်ဖို့ပฏิပတ်လို့ဝိုင်းပြီးတက်နိုင်နေတဲ့ပြည်လေးပါနဲ့ထောက်ပံ့အဲ့ဒါနှစ်ထပ်ပွင့်ရဟန်းတော်ဖြစ်သွားရင်သာသနာမှာအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သွားပါအဲ့တော့ဒါအရင်ကတည်းကတည်းကလူပုဂ္ဂိုလ်တွေလည်းဒီတိုင်းနဲ့သက်သာခြင်းပုဂ္ဂိုလ်ဤဝါခြင်းပုဂ္ဂိုလ်မှာတဘာတော်လုံးသုသနာမရူပသမိနဲ့တရားနှစ်ပါးပေါင်း၌မမယံငါ့စာဟုပြုခြင်းနဲ့တို့ပြခြင်းဒီနဲ့ဒီမရှိခြင်းသာတော်အဲ့ဒီလိုနိုင်လို့နှစ်ပါးပေါင်း၌ငါငါ့စာဟုမြတ်တို့ပြခြင်းမရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဘိက္ခုဤယဟန်တွေ့ဥစ္စတိကောသာမတွေ့ဆိုရဆိုနိုင်ပါ၏ဒီဒီလိုဘဂဝါတော်လောကတို့ရရှင်တော်မြတ်ဗျာသည်အဝဇ္ဇာကရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါ၏တည်းအဲ့တော့ဘုရားဉာဏ်တော်ရဲ့ပိုင်းမှာတော့ပြီးသွားပြီဒကာဓမ္မတွေနဲ့သုတ်တန်ဒီယာဖြင့်သုတ်တန်ဒေသနာကြီးတရားဖြင့်ပရိယေယဖြင့်ဒကာတွေလည်းပဲဉာဏ်ဒကာမတွေလည်းပဲဉာဏ်ဒီပိဋကတရားကြီးပုံနာကိုပေါ်တဲ့တရားနဲ့ကြည့်ရင်ဘုန်းကြီးတို့ဝိရိယဒေသနာတော်ဉာဏ်တော်ဟုတ်ပြီလေသုတ်တန်ဒေသနာကြီးဉာဏ်တော်ဖြစ်နိုင်လေအဲ့တော့လူဒကာဓမ္မတွေလည်းပဲဗာဏိဉာဏ်တော်ဖြစ်နိုင်လေလေသုတ်တန်ဒေသနာ
ဆွမ်းနေကြတယ်အဲ့တော့သင်္ကန်းတက်တာလေးကိုပြောပြတယ်ဒီလေသင်္ကန်းလေးတူကြတယ်သင်္ကန်းတူတဲ့အခါမှာဘုန်းကြီးငါဆွဲကိုကြောက်ရမယ်ဆိုတော့တဏှာတော်ရှင်မြတ်တွေကိုချမ်းသာစေလို့တဲ့စိတ်နဲ့တူတာတဏှာတော်ရှင်မြတ်တွေကိုဘယ်လိုစိတ်နဲ့တူရမလဲချမ်းသာစေလို့တဲ့စိတ်နဲ့တူပါဗျာနောက်တစ်နည်းအားဖြင့်သံဃာဝိသုဒ္ဓကကျွတ်ချင်တဲ့စိတ်နဲ့တူရတယ်ဘယ်ဒုက္ခကကျွတ်ချင်တဲ့စိတ်အဲ့လိုတူပါဘုန်းကြီးငါဆွဲကြောက်တာအဲ့တော့ဒါနပြုရင်လည်းငါဆွဲလေးပေါအောင်လုပ်ရပါတယ်ဘယ်လိုလဲဆိုတော့ဘုန်းကြီးဒါနပြုတဲ့အခါမှာငါမတူလို့မကောင်းသေးဘူးငါမတူလို့ရှိရင်တဏှာမှာဆင်းရဲမှာပေါ့နောက်ပြီးတော့တဏှာမှာငါဒီလိုလူမှလူဖြစ်ရင်လူချမ်းသာဖြစ်မယ်လက်ဖြစ်ရင်လက်ချမ်းသာဖြစ်မယ်တဏှာမှာတိုင်ကြကြနဲ့ချမ်းသာပြီးခံစားနိုင်အဲ့တော့နောက်ဘဝချမ်းသာခြင်းလို့လူတွေနောက်ဘဝဆင်းရဲမှာကြောက်လို့လူတွေနောက်ပြီးတော့စီးပွားရေးတက်ရှင်လို့လူတွေငါဒီလိုလူကစီးပွားရေးတက်မှာပေါ့ငါဒီလိုပဲလူလို့ရှိရင်တော်ရှင်ကပြည့်ရကြမှာပေါ့အဲ့တော့ဘုန်းကြီးကြည့်လိုက်ပေါ့နောက်ဘဝချမ်းသာခြင်းလားအဲ့ဒါလောဘနောက်ဘဝငါဒီလိုမှချမ်းသာပါလေငါချမ်းသာတယ်ငါဆိုတာတက္ကာယဒိဋ္ဌိငါဆွဲချမ်းသာခြင်းလားလောဘတရားအဲ့တော့ဒိဋ္ဌိကိလေသာတွေလောဘကိလေသာတွေပါသွားတယ်ဘာကိလေသာတွေပါသွားလဲငါဆွဲတာကတက္ကာယဒိဋ္ဌိငါဆွဲတာကချမ်းသာခြင်းလားလောဘကိလေသာချမ်းသာခြင်းလားလောဘကိလေသာနောက်တစ်ခါဒီလိုမျိုးရင်ကတန်ခါမှာနောက်တော့မှဆင်းရဲမှာပေါ့အဲ့တော့ငါဆင်းရဲမှာကြောက်တဲ့နေရာမှာငါဆွဲတာကဘာဒိဋ္ဌိလဲတက္ကာယဒိဋ္ဌိငါဆွဲတာကငါဆင်းရဲမှာကြောက်တာကဘာကိလေသာလဲဒေါသကိလေသာဒေါသဆိုတာကိုတက်ဒေါသနဲ့ဆုတ်ဒေါသချမယ်ကွာရိုက်မယ်ကွာဆိုတာသူ့ွက်လာတဲ့တက်ဒေါသကြောက်တာကဆုတ်ဒေါသအဲ့တော့ဒါတွေကဒေါသဒေါသကင်းတဲ့ကိလေသာတွေငါဆွဲလည်းမကင်းဘူးသူလည်းတန်းတယ်ဆိုတော့တကယ်တော့ငါဆွဲကင်းအောင်ဟောငါတင်နှံယူလိုက်တယ်ငါတင်နှံကိုဝိယုံပြီးတော့တဏှာတော်ရှင်မြတ်ဒီစာပေစာချတရားဟောတရားများလုပ်ပြီးလုပ်ဆောင်နိုင်ကြပါစေငါတို့လည်းတဲ့တင်နှံကိုဝတ်ပြီးတော့တဏှာတော်ရှင်မြတ်ဒီအချက်အကြောက်ကိုပုံမှန်နိုင်ကြပါစေငါတို့လည်းတဲ့တင်နှံကိုဝတ်ပြီးတော့အချမ်းအခုမဲ့ရှင်းစားတဲ့သတ္တဝါတွေရဲ့အန္တရာယ်ရာဇဝိတ္တန်တွေကိုကာကွယ်ပြီးတော့ကိုယ်ကျမ်းမှာသိချမ်းသာသွားတဲ့စာပေစာချလုပ်ဆောင်နိုင်ကြပါစေအဲ့ဒီလိုလုပ်ဆောင်ပြီးတော့ပရိပတ်ပြည့်ညံတွေရကြပါစေသာသနာတော်ရှိအောင်ဆောင်ရွက်နိုင်ပါစေသာသနာတော်ရှိနေတဲ့လူနဲ့တင်မှာတတ်တော်ပါပြည့်ညံတွေပွင့်လင်းပြီးပေတကာပေးကြပါစေဆိုတဲ့စိတ်နဲ့သင်္ကန်းတူရင်ငါချမ်းသာခြင်းပါလေလားငါဆင်းရဲမှာကြောက်တာရောနောက်ပြီးတော့ငါစီးပွားရေးတက်ရှင်တာရောအဲ့ဒီမေတ္တာစေတနာတွေစမ်းပြီးတော့ကုသိုလ်မှာငါဆွဲနေကင်းပြီးတော့အဲ့ဒီကုသိုလ်မျိုးပါနေမှကြားစေပါအဲ့ဒီလိုငါဆွဲနေတဲ့ကုသိုလ်မျိုးမှာရှိမှာဘုန်းကြီးယဟန်ကိုခေါ်တယ်နောက်ပြီးတော့ဣဒံမေဘုံဉာဏ်နိဗ္ဗာန်တပစ္စယောဟောတုဒီကုသိုလ်ကောင်းမှုကဟာနိဗ္ဗာန်ရောက်တော့မှဖြစ်ပါစေဆိုတာနိဗ္ဗာန်ဆိုတာ30ဘုံကဆွတ်တာနိဗ္ဗာန်ဆိုတာတရားဆွတ်တာလေနိဗ္ဗာန်ရဲ့မောဘုရားရှင်30ဘုံမှာခံစားဆန္ဒနေတဲ့စိတ်တဏှာတွေပါမရှိတော့အဲ့တော့မရှိတော့လို့တဏှာတွေချုပ်သွားတယ်ဒိဋ္ဌိကိလေသာတွေချုပ်သွားတယ်ဒီဘဝနေလွတ်ချင်တဲ့စိတ်ဟာဘုန်းကြီးတို့ဒီငါဆွဲလောဘဒိဋ္ဌိကတဲ့ကိလေသာဆွဲတွေရဲ့ကင်းတဲ့နေရာကင်းတဲ့စိတ်ဟာအဲ့ဒီလိုစိတ်ထားနဲ့တူလို့ရှိရင်လည်းငါဆွဲကင်းတဲ့ကာလဖြစ်သွားပါတယ်ဒါကြောင့်ဘုန်းကြီးတို့ယနေ့ပူဇော်ဝဲတွေလုပ်ကြတယ်ပူဇော်ဝဲလုပ်တဲ့နေရာမှာလည်းငါတို့ဦးစင်းမို့လို့ဒါမျိုးတွေ့လာတယ်ဟောငါတို့ရဲ့ဘာကပရိယတိသာသနာဟိတာတက်ကြတဲ့ဓမ္မပရိယတန်ခါတော်ရှင်းရှင်းတောင်းမှလေးစားတဲ့စာမှုဝင်အောင်ပါပြီအဲ့တော့ငါတို့အိမ်မက်ပြီးတော့ငါတို့ရဲ့ဆရာတော်ငါတို့ရဲ့ဦးစင်းချက်ပြီးတော့သာသနာလုပ်ပြီးတော့အစစ်မှန်သာသနာအာဏာကြီးဖြစ်အောင်ကြိုးစားတယ်ငါတို့ပံ့ပိုးတယ်သူပူဇော်လိုက်လို့ရှိရင်အဲ့ဒီပူဇော်ပွဲမှာငါဆွဲနေပါလေလားအဲ့ဒီလိုငါဆွဲနေပါတဲ့အားမျိုးကိုတဘာတော်တို့ယတခြင်းပုဂ္ဂိုလ်ဤဝါခြင်းပုဂ္ဂိုလ်မှာတဘာတော်တို့သို့သောဓမ္မလူပါသမီးနဲ့တရားနဲ့ပါအောင်မယ်မမကြီးနဲ့နောက်သောပြုခြင်းဉာဏ်တို့တွေ့တာခြင်းဒီနဲ့ဒီမရှိဒါတော်အဲ့ဒီလိုဉာဏ်တို့တွေ့တာခြင်းငါဆွဲမရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဘေကုတိယဟံဘူရိဟုတ်တယ်ဒီကောင်းတာမသိဆိုရဆိုနိုင်ပါ၏ဒီလိုဘဂဝါတော်ကဒုရရှင်တော်မြတ်တရားသည်အဝဇ္ဇာကရုဏာရှိသွားပညာဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းဒါကြောင့်ဘုန်းကြီးဒါနလုပ်ရင်းနဲ့လည်းငါဆွဲတွေကိုပေါအောင်လုပ်ရပါဒါနလုပ်ရင်းနဲ့လည်းဘာဆွဲတွေပေါအောင်လုပ်ရမလဲဘုန်းကြီးဘုရားဘာသာဝင်တွေရဲ့တခါတည်းမှာအဲ့ဒါလေးပြဿနာသွားပြီးတော့တက်ပါတယ်။ဘာလဲဆိုတော့တခါတည်းမှာဘုန်းကြီးတို့
ရာတော်ကြီးရဲ့ဆုံးသွားတယ်ကျိုးကြည့်အောင်လူတဲ့ဘယ်လိုရှိအောင်လုပ်ရမှာလဲကျိုးရှိအောင်လုပ်ရမှာပါဗျာအဲ့တော့အကျိုးကြီးမအောင်ကျိုးရှိအောင်လူလို့ပြောတဲ့နေရာမှာတောက်တည်းအသိပဲသွားပါဘယ်လိုလဲသွားတယ်ဆိုတော့ဟာဘယ်ဆရာတော်ကယဟန္တာတဲ့အဲ့လိုယဟန္တာတွေကိုဒီမှာငါတို့ပို့ပြီးတော့ကုသိုလ်ရမှာဒါပဲတော်တယ်အဲ့လိုယဟန္တာတွေကငါတို့ဒီဘဝမှာစီးပွားရေးတက်မှာပို့ပြီးတော့နောက်ဘဝမှာချမ်းသာရေးခံစားရမှာအဲ့တော့အကျိုးကြီးအောင်တူတူတဲ့စကားလုံးကိုဘုရားဘာသာဝင်ရဲ့သက်သာရတဲ့ဒီမြတ်စွာဘုရားကငါဆွဲတဲ့သက်သာတိကိုကိန်းအောင်လုပ်ပါဒါမှလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်ယဟန်ပေါ်တယ်လို့မိန့်ကြားတော်မူခဲ့တတိယမှာဆိုရင်ဒီသက်သာတိကိုပယ်နှုတ်ဖို့အတွက်ပယ်ဖို့အတွက်ဘယ်လောက်ကြီးကြိုးစားလဲခေါင်းပေါ်မှာဆံနေပြီးတော်နေတာကိုကြိုးစားပြီးနှိမ့်တယ်လို့သက်သာတိငါဆွဲကိုကိန်းအောင်ကြိုးစားကြငါဆွဲကိန်းမှာပယ်ထားပိတ်မှာငါဆွဲကိန်းမှာပါပိတ်မှာလဲမြတ်စွာဘုရားအဲ့ဒီလောက်ကြီးပေါ်ကြခဲ့တယ်။ဒါပေမဲ့ဘုရားဘာသာဝင်တွေကအကျိုးကြီးအောင်လုပ်ပါဆိုတာကိုပဲဘသူကဉာဏ်နာတဲ့ဒီဉာဏ်နာလူမှာငါမှာဘာလို့ရမလဲစီးပွားရေးလုပ်တယ်မယ်အဲ့တော့ငါချမ်းသာခြင်းလို့တူနေရတယ်ဘယ်လိုချမ်းသာခြင်းလို့တူနေရလဲငါချမ်းသာခြင်းလို့အဲ့တော့တူတဲ့ထဲမှာဘာဆွဲပါနေတယ်ငါဆွဲပါနေတယ်တကယ်ဒီလိုမဟုတ်ပါဘူးအကျိုးကြီးအောင်လုပ်တာကိုတကယ်ပါရမီကုသိုလ်ဖြစ်ခြင်းလို့ရှိရင်အတွေ့အကြုံမျိုးပြောင်းသွားပါတယ်အဲ့တော့တဏှာတော်ရှင်တွေကိုလူတန်းတွေယနေ့ရှင်သီလနာပြီးတော့လာကိုပူဇော်တယ်အဲ့တော့ငါတို့လူတန်းလိုက်တဲ့ပူဇော်လိုက်တဲ့ပစ္စည်းတွေကိုအသုံးပြုပြီးတော့ငါတို့ရဲ့ဉာဏ်တော်နဲ့တကွာတဏှာတော်ရှင်တွေငါတို့ရဲ့ဆုံးဘုံဘုံပြီးတော့ယနေ့တည်းကြတဲ့သာတော်ကြီးကျင့်ကြပါစေသာတော်ကြီးပြီးတော့သာသနာတော်ကြီးအောင်ဆောင်ရွက်ပြီးတော့ပရိယပရိပတ်လုပ်ပြီးလှုပ်ဆောင်နိုင်ကြပါစေသာသနာတော်ကြီးရှိတဲ့သာသနာနဲ့ရှိပြီးဝင်ရတဲ့လူနဲ့ဓမ္မသက်တော်ကြီးအပေတကားပိတ်ပြီးကျင့်သုံးနိုင်ကြပါစေဆိုပြီးတော့ဆုံးလေးတက်တာသင်္ကန်းတူတာလိုပဲသာသနာတော်ကြီးရှိစေခြင်းနဲ့သာသနာလုပ်ပြီးလုပ်ဆောင်စေခြင်းနဲ့သာသနာတော်ကြီးရှိတဲ့လူနဲ့ဓမ္မသက်တော်ကြီးသာသနာနဲ့ရှိပြီးဝင်ရပြီးတော့အပေတကားပိတ်စေခြင်းနဲ့ဆိုတော့အများချမ်းသာစေခြင်းလားငါချမ်းသာခြင်းလားအဲ့တော့အများချမ်းသာသွားရင်အများကျိုးကြီးတာပေါ့အဲ့လိုအကျိုးကြီးအောင်ပြုရတယ်အားလုံးသဘောပေါက်ပါတယ်နော်အဲ့တော့ဘုန်းကြီးတို့သံဃာမှာငါတို့ရဲ့အသိဉာဏ်လားဘာပဲဖြစ်ဖြစ်ငါချမ်းသာခြင်းဘုန်းကြီးတို့ကြောင်လေးတွေခွေးလေးတွေကြည့်ဖို့ကျွေးလိုက်လို့ရှိရင်နိုင်တဲ့ကောင်ကမနိုင်တဲ့အားနေတဲ့ကောင်ကိုတိုက်တယ်သူဝေရအောင်စားတယ်တရိစ္ဆာန်ဖြစ်နေတယ်ငါတို့ရဲ့အသိကြီးတာလူဖြစ်နေတဲ့အသိဉာဏ်နဲ့မဖြိုခွင်းလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့သူတဲ့ဝိပဿနာဉာဏ်နဲ့ဒါနလုံးရင်းနဲ့သီလထောက်ပြီးနဲ့ငါတို့ဒီဘောင်းမလုပ်ဘူးဆိုရင်တဏှာလုံးမှာငါတွေ့အကြည့်ပဲဒီပုဂ္ဂိုလ်မျိုးအတ္တအကြီးပါတယ်ဒီပုဂ္ဂိုလ်မျိုးနဲ့နေရတဲ့မိသားစုနဲ့သိစိတ်ဆင်းရဲပါတယ်ညတတ်တဲ့ပုဂ္ဂိုလ်တွေနဲ့နေမှာစိတ်ချမ်းသာတယ်ဘယ်သူတွေနဲ့နေမှာစိတ်ချမ်းသာလဲငါတွေ့ရှိအတ္တတွေ့ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့နေရင်ဘာဖြစ်မလဲစိတ်ဆင်းရဲတယ်ဘာဆင်းရဲမလဲစိတ်ဆင်းရဲပါဗျာဒါကြောင့်ဘုန်းကြီးတို့ဒီရှင်းစရာတော့ဘုရားကြီးတွေကအကျိုးကြီးမအောင်တူဆိုတဲ့နေရာမှာလူတွေကငါအကျိုးကြီးအောင်ဆိုပြီးအတ္တဆိုတဲ့သိဉာဏ်ကတော့ငါအကျိုးကြီးနေတာတကယ်တော့သာသနာတော်ကြီးအကျိုးကြီးအောင်သာသနာတော်ကြီးရှိအောင်ဘုန်းကြီးတို့သာသနာတော်ရှိတဲ့တွေဆိုရင်စာသင်စာချတယ်။ကိုယ့်ကိုတရားရင်းနဲ့နေတော့ရင်းချမ်းတာပေါ့။သို့သောသာသနာတော်ကြီးမှာစာသင်စာချတဲ့နေတွေနောက်ကိုကြောင်းပြီးဒီမျိုးဆက်တွေထွက်ပေါ်ပါစေ။ဒီလိုမျိုးဆက်တွေကနေအဆင့်သာသနာတော်ကြီးပြောက်ပြောက်အဆက်ဆက်စာပေကျမ်းနဲ့သင်ပို့ချနိုင်ကြပါစေ။သီလသမာဓိတွေလည်းပြည့်စုံအောင်သုသာအထုပ်နိုင်ပြီးစောင့်ရှောက်နိုင်ကြပါစေ။ဒါမျိုးတွေနဲ့တော့သာသနာတော်ကြီးရှည်ဖို့ဆိုတာကိုယ်အကျိုးကြီးလို့အများကြီးအကျိုးကြီးဖို့လားသာသနာ့ရေးရှိတယ်ဆိုတာဘယ်လိုအကျိုးကြီးဖို့လဲအဲ့တော့အများကြီးအကျိုးကြီးဖို့အတွက်လုပ်တာဟာဘုန်းကြီးအဲ့ရဝင်ကြီးရဲ့ပြီးတော့အကျိုးကြီးအောင်လုပ်ပါအကျိုးကြီးအောင်ပြုပါဆိုတာဒီလိုလေးတွေရှိမှဘုန်းကြီးတို့ဒေသနာတွေနဲ့တိုက်ခိုက်ဒီလိုမှပုံနဲ့အကျိုးကြီးအောင်လုပ်ပြီးတော့ဆိုပြီးတော့နာမည်ကြီးတဲ့နေရာမှာသင်္ကန်းတွေပုံလေးဓာကြီးတွေထက်လို့တကယ်ရှားပါနေတဲ့စာပေတိုင်းတွေတော့မလို့ကျောင်းကြီးပေါ်နေတဲ့တောခတ်တာတွေဒီနေရာမှာထက်လို့တကယ်ရှားပါပြီးတော့လုပ်လို့နေတဲ့နေရာမှာမတူဘူးဆိုရင်အဲ့ဒါကိုအကျိုးကြီးကျင်လို့လားသာသနာတော်ကြီးအကျိုးကြီးစေတယ်လို့လားကိုအကျိုးကြီးစေပါဗျာဒီစိတ်ကိုဝေရမလားဖြောက်ရမလားဖြောက်ပါပါဗျာဒါလေးတွေကရေးကြည့်ပါဒါကြောင့်ဒါနလို့ရင်းနဲ့ငါသွဲလေးပေရပါတယ်ငါသွဲပေဆိုငါသွဲလေးနဲသွားပြီဆိုအဲ့ဒါဘုန်းကြီးတို့မျိုးသားပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်သုတ်တန်ဒေသနာဤယဟန်လို့ခေါ်ရတယ်ဗာဏိယဟန်လို့ခေါ်ရတယ်မြတ်စွာဘုရားကဒီယုံနဲ့သဘောလေးကိုငါလို့ဆွဲနေကြတယ်ဘုန်းကြီးတို့သီလတော်ကြီးလည်းပဲဒီတိုင်းနဲ့သူများတဲ့ချိန်မှာဆောင်းနေလိုက်လို့ရှိရင်ငါသူများတဲ့ချိန်မှာဆောင်းနေလိုက်တဲ့အတွက်ငါနဲ့တဲ့တ္တဝါကြီး
ချမ်းသာကြပါစေနောက်ပြီးတော့သူများဥစ္စာကိုယ်ချင်းမှာရှောင်နေနိုင်လို့ရှိရင်လည်းငါဒီလိခါကိုရှောင်နေနိုင်လို့ရှိရင်ငါနဲ့ပစ္စည်းရာလေးရောင်းဝယ်ဝယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးငါဒီလိခါကိုလုံးနေဆိုရင်ငါပေါ်မှာစိတ်ချပြီးတော့စိတ်ချမ်းသာကြပါစေကာမီလိခါကသူဘာသာများကိုယူလုံးတဲ့စိတ်ခါကိုရှောင်နေနိုင်လို့ရှိရင်လည်းငါဒီလိခါကိုရှောင်နေနိုင်လို့ရှိရင်ဒီပါလေးဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သူတို့ရဲ့သားတော်ညီကိုငါနဲ့ဆက်တယ်ငါပေါ်မှာယုံကြည်စိတ်ချချမ်းသာကြပါစေမူသားစကားမပြောဘူးဆိုလို့ရှိရင်လည်းငါမူသားစကားမပြောတဲ့အတွက်ငါပေါ်မှာယုံကြည်ပြီးတော့စိတ်ချမ်းသာကြပါစေအရက်တေသာမတော်ဘူးဆိုလို့ရှိရင်လည်းငါရက်တေသာမတော်တဲ့အတွက်ငါရဲ့သာသမီရဲ့သမားရဲ့သာသမီကိုပြောဆိုခြင်းမှာဒုက္ခနဲ့စိတ်ချမ်းသာကြပါစေငါရဲ့သတိလေးနဲ့ငါရက်တော်ခြင်းမှာရှောင်နေတဲ့အတွက်စိတ်ချမ်းသာပါစေငါရဲ့မိဘတွေစိတ်ချမ်းသာပါစေဆိုရင်အဲ့ဒီမှာငါဆွဲပြီးပါသေးတယ်လားဒီလိုမှမဟုတ်ပဲသီလဆောက်တည်မှာငါတို့စီးပွားရေးတက်ပါသီလဆောက်တည်မှာနောက်ဘဝမှာနတ်ဖြစ်ပြီးတော့လက်ရှိနေခံစားရမှာဆိုပြီးတော့ဒီအစွဲတိုင်းကြီးနဲ့လုပ်လို့ရှိရင်အဲ့ဒါဘာဆွဲကြီးတာလို့ပြောတယ်လေဘာဆွဲကြီးတာပါဘုရားဘုရားငါဆွဲနဲ့ပဲဆောက်တည်ငါဆွဲဖို့ပဲဆောက်တည်ဒါနလို့ရင်ချမ်းသာတယ်ဆိုတာဆုမတောင်းနဲ့ပြည့်ပါတယ်သီလဆောက်တည်လို့ရှိရင်ကျမ်းမာရေးကောင်းတယ်ဆိုတာဆုမတောင်းနဲ့ပြည့်ပါတယ်ဆုတောင်းတဲ့ပုဂ္ဂိုလ်ကတော့ငါဆွဲနေများပြီးတော့ပြည့်တာလေးချမ်းရံသွားတဲ့လေဒါလေးတတိကာတရားရှိတဲ့အခါမှာလည်းဒီတိုင်းပါပဲဘုန်းကြီးတို့များစုကမြင်တယ်လို့ရှိရင်လည်းငါဘယ်လိုကိုမြင်လိုက်တာငါပုဂ္ဂိုလ်မြင်တာကိုငါလို့ထင်တယ်တဲ့မြင်တာကိုလို့ထင်တယ်လေတကယ်တော့ဘုန်းကြီးတို့မြင်တဲ့သဘောလေးတွေကိုဝိပဿနာတရားတွေရှုမှတ်ပြီးတော့တကယ်ရင်းကျက်လာလို့ရှိရင်မြင်တယ်ဆိုတာအစင်းရုပ်ရှိမယ်နောက်ပြီးတော့မျက်စိအကြည့်လို့ရှိမယ်အဲ့တော့မျက်စိအကြည့်တဲ့ကိုအကြောင်းပြီးတော့အစင်းသက်ကိုမြင်အဲ့ဒီချိန်မှာဒီနှစ်ခုထိခိုက်တဲ့အခါမှာမြင်သိစိတ်ဖြစ်လာတယ်မြင်သိစိတ်ကနန္တရားမြင်သိစိတ်ကဘာတရားလဲအစင်းတက်ကရုပ်တရားအစင်းတက်ကရုပ်တရားပါဗျာမျက်စိကြည့်တဲ့ကလည်းဘာတရားလဲရုပ်တရားအဲ့တော့မြင်တဲ့ဆိုတဲ့နေရာမှာဘာပါလဲလားဒါမျိုးလေးကြည့်တော့လို့ရပါတယ်ဝိပဿနာကြည့်လို့ရှိရင်လည်းကောင်းတာပေးတာလေးကိုစူးစမ်းဆရာသမားနီးပေးတဲ့အတိုင်းပဲစူးစိုက်ပြီးတော့အစတယ်ဆိုသိချရှင်းမှလို့ရှိရင်ဘုန်းကြီးတို့အဲ့ဒီပေါင်းနေတဲ့သဘောလေးတွေဝါရောတဲ့ရုပ်တရားတွန်းတယ်တဲ့သဘောတရားလေးတွေဝါရောရုပ်တရားလို့ပြောရမှာပေါ့မှတ်နေတဲ့သဘောတရားတွေနဲ့တကယ်တော့ငါတိုင်းနေတဲ့လူထင်နေတာရုပ်သဘောနဲ့သဘောလေးတွေဖြစ်တယ်ဒါမျိုးလေးတွေမြင်လာပြီးဆိုရင်တဖြည်းဖြည်းနဲ့ငါဆွဲပြီးကင်းသွားမယ်ငါဆွဲပြီးကင်းမယ်လေငါဆွဲပြီးကင်းပါပါအဲ့တော့ဒါတိုင်းကမှလို့ရှိတော့ငါမြင်တာဒီကောင်ငါ့ကိုဆဲတာဒီကောင်ကငါ့ကိုဘာပြောတာလို့ပြီးတော့ငါ့ကိုဆဲတယ်ဆိုလို့ရှိရင်ငါဆွဲရှိရင်ဒေါသတွေသိကြီးသွားတယ်ကိလေသာတွေသိဖြစ်သွားတယ်ငါဆွဲကြည့်ရင်ကိလေသာတွေဖြစ်တယ်ငါဆွဲကြည့်ရင်ကိလေသာတွေဖြစ်ပါဗျာငါဆွဲကြည့်ရင်ကိလေသာနဲ့ငါဆွဲကြည့်ရင်ကိလေသာနဲ့ပါဗျာဘုန်းကြီးတို့လူတရားကလူတရားကိုဆဲရင်တို့မှာဒေါသတွေသိဖြစ်သေးတယ်လားမင်းမဖြစ်တော့ဘူးတဲ့သူများကိုဆဲတာကိုကိုယ်ဆဲတယ်ကိုသားသမီးကိုဆဲတယ်ငါဆွဲပါလိုက်ငါသားဆဲတယ်ငါသမီးကိုဆဲတယ်ဆိုရင်ဒေါသကိလေသာတွေမဖြစ်ဘူးလားဖြစ်မလားဖြစ်ပါဗျာဖြစ်ရုံနဲ့မကဘူးလူသက်ပွဲတောင်ဖြစ်ရင်ဖြစ်နိုင်မှာအဲ့ဒါဘာဆွဲကြည့်လို့လဲဘာဆွဲကြည့်လို့ပါဗျာတရားရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီငါဆွဲတွေတစ်ပြည့်ကြောက်သွားပါမြင်တဲ့နေရာမှာလည်းရုပ်နဲ့သဘောလေးတွေမှတ်ရင်းနဲ့ကိုလိုလိုသိသွားပါတော့အဲ့ဒီလိုဘုရားဝိပဿနာနည်းနဲ့ရှုလို့ရှိရင်လည်းငါဆွဲကြီးကင်းသွားပါတယ်တဲ့အဲ့ဒီလိုငါဆွဲကင်းတဲ့ယောဂဝိပ္ပိကိုဘိက္ခုသုတ်တံဒေသနာနည်းယဟန်လို့ခေါ်ရတယ်။ဘာနည်းယဟန်လို့ခေါ်လဲ။သုတ်တံဒေသနာနည်းယဟန်ပါဗျာ။အဲ့တော့ဘုန်းကြီးချင်းတို့ပြောပြတယ်။ဒါနပြုရင်လည်းဘာဆွဲကိုပေါအောင်လုပ်ရမလဲ။ဘာဆွဲကိုပေါအောင်လုပ်ရပါဗျာ။ဒီလားဆောက်ရင်လည်းဘာဆွဲကိုပေါအောင်လုပ်ရမလဲ။ဘာဆွဲကိုပေါအောင်လုပ်ရပါဗျာ။တရားရှင်းမဲ့တဲ့အခါလည်းဘာဆွဲပေါအောင်လုပ်ရမလဲ။ဘာဆွဲပေါအောင်လုပ်ရပါဗျာ။တရားရှိတဲ့သဘောနဲ့ဒီလိုတရားရှင်းမဲ့မှာစီးပွားရေးတက်မှာဒီလိုငါဆွဲကြီးမပေါအောင်ရှုမှတ်ရပါအဲ့ဒါဆိုလို့ရှိရင်စေတခြင်းပုဂ္ဂိုလ်ဤဘွာခြင်းပုဂ္ဂိုလ်မှာသဗ္ဗသောလူသုသောနာမရူပသမိနေယတရားရှင်မပေါင်းနိုင်ဗမာယိတေငါဥစ္စာကိုပြုခြင်းငါဟုဆွဲလန်းတဲ့လူချင်းဒီနဲ့ဒီမရှိကြီးသာတော်ဒီလိုပုဂ္ဂိုလ်မျိုးကိုဝေသေသေဘိက္ခုတိယဟံဟူ၍ဘုဇ္ဇတိကောသမတိဆိုရဆိုနိုင်ပါ၏ဤဒီလိုဘဂဝါတော်လောကဒုရရှင်တော်မြတ်ဗျာသည်အဝဇ္ဇာဘုနာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းအာတရာသနာသောစတိနဝေဘိက္ခုတိသောစတိယောတိဘုဒ္ဓိအတ္တရာယုံနဲ့ပါသင်္ချာပတိ
င်းတို့တရားရှင်းမရင်းနဲ့သူများနဲ့စကားပြောတာကိုသွားပြီးတော့တွေးစိတ်ဓာတ်ဥပဒနာလေးဖြစ်သွားပါတယ်အဲ့ဒီတွေးတာလေးတစ်ချက်သုံးချက်လောက်ဆင်မှန်လိုက်လို့ရှိရင်အဲ့ဒီတွေးတဲ့စာစီလေးစလားပျောက်သွားမလားအဲ့ဒါကိုဖြစ်ပြီးရင်မဖြစ်တယ်ပြတ်သွားပါဘူးအဲ့တော့ဖြစ်ပြီးပြတ်သွားတယ်အဲ့တော့အဖြစ်ပြက်ကိုမြင်နေတဲ့မျိုးသားမျိုးသမီးဟာဒီယုံနဲ့ခန္ဓာသဘောလေးပဲဖြစ်ပြီးတော့မြင်နေပြက်နေတဲ့သဘောလေးတွေမြင်နေတော့သေကာနိခါတွေဘာတွေမှာယုံနဲ့သဘောပျက်စီးတာနိခါတွေမှာဝမ်းနဲ့မှုတွေသိမဖြစ်တော့ဘူးတဲ့ဘာတွေမဖြစ်တော့ဘူးလဲဝမ်းနဲ့မှုတွေဖြစ်တော့ပါဗျာသူကဖြစ်လာရင်တည်းပြည့်ရတယ်ငါနေတဲ့ဒီငါတို့ဒီကိစ္စအောင်ဝိပဿနာတရားတွေရှိမယ်ဒါနလုပ်တွေလုပ်တယ်ကုသိုလ်ပါရမီဖြစ်အောင်လုပ်တယ်ကုသိုလ်ပါရမီပြည့်လို့ရှိရင်တည်းလေးတော်ကိုမျက်မှောက်ပြုမယ်လို့သိနေတဲ့ပုဂ္ဂိုလ်ဟာဘုရားသိရမှာမကြောက်တော့ပါဘူးဝမ်းမရရတော့ပါဒီခန္ဓာကိုယ်ကြီးမျက်စိသွားလို့ဒိဋ္ဌံမျက်မှောက်မပြုသေးပါဘူးလို့မြေခွက်ကိုခွဲပြီးတော့ရွှေခွက်ကိုယူတယ်လို့ပဲဒီခန္ဓာကိုယ်ပြည့်စုံလို့ရှိရင်ဒီရဲ့မြင့်တဲ့ဘဝရောက်မယ်လို့သိနေမှာတော့ဝမ်းနေအောင်မလားမင်းရင်အဲ့ဒါကသာသနာတော်စတိအဲ့ဒီယုတ်တဲ့နှစ်ပါးပြည့်စည်သွားခြင်းကြောင့်ပြည့်စည်ကနေဖြစ်ခြင်းကြောင့်လည်းဝမ်းမနေဘူးအဲ့ဒါဆိုရင်သူ့သုတ်တန်ဒေသနာကြီးယဟန်လို့ခေါ်ရတယ်ပါဠိယံလို့ခေါ်တယ်အဲ့ဒါမြတ်စွာဘုရားကပုံနာကိုပြန်ပြီးတော့ခေါ်ပါတယ်ပုံနာတဲ့သင်္ကယဟန်ဆိုတာဘယ်လိုကြောင်းရင်းကားတွေနဲ့ပြည့်စုံမှယဟန်လို့ခေါ်တဲ့လူတွေမြတ်စွာဘုရားကယုတ်တဲ့သဘောတွေနဲ့ဆက်ပြီးတော့တရားရည်များများနားခဲ့တရားရည်များများဆွေးနွေးခဲ့တယ်အဲ့ဒါကြောင့်ဒီယုတ်နဲ့ဆက်ပြီးတော့ယဟန်ကြောင့်ဒီယုတ်နဲ့နှစ်ပါးဆိုတဲ့ခန္ဓာ၅ပါးကိုငါဆွဲကင်းနေတဲ့ပုဂ္ဂိုလ်ဒီယုတ်နဲ့နှစ်ပါးပြည့်စည်သွားရင်လည်းသူ့သဘောသူဖြစ်ပြီးတော့ပြတ်သွားတာပဲလို့ဝမ်းနည်းမှုတွေမများတဲ့ပုဂ္ဂိုလ်တရားရည်မရှိတဲ့ပုဂ္ဂိုလ်ကိုငါဘုရားကဘိက္ခုယဟန်လို့ခေါ်ပါတယ်လို့မေကြတော်မူလိုက်ပါတယ်အဲ့ဒီတရားနဲ့နာပြီးတော့ဘုန်းကြီးတို့ပြည့်စက်ကတာတွေကပုံသားနဲ့ပုံလေးမှာအနာဂတ်ကြီးဖြစ်သွားတယ်တဲ့အနာဂတ်အရိယာဖြစ်သွားတယ်ပါရိယာဖြစ်သွားတယ်အဲ့တော့မြတ်စွာဘုရားကဒီတရားကိုဘုန်းကြီးတို့ဒီပုံသားနဲ့ပုံလေးမှာတရားလို့ရပါလို့မြင်ပြီးတော့သုတ်တန်ဒီပရိယေတရားပြီးဇေဟန်တရားဟောပါအဲ့တော့ဘုန်းကြီးရဲ့ဒီနေ့စိတ်ကိုရွာကတရားဓမ္မတွေဇေဟန်မူတည်ဆိုတဲ့တရားကိုဓမ္မလက်ဆောင်ပေးပါတယ်။ဘာတရားကိုလက်ဆောင်ပေးမလဲ။အဲ့ဒါဆိုလို့ရှိရင်ဘုရားကျေသနာတော်ရဲ့ဇေဟန်လေးပဲသိပြီ။နောက်ပြီးတော့သုတ်တန်ဒေသနာကြီးရာဇေဟန်လေးပဲသိ။ဒါကြောင့်မိမိတို့လည်းသုတ်တန်ဒေသနာကြီးပရိယေဇေဟန်လေးသိအောင်စူးစမ်းနိုင်ကြပါစေ။မိမိတို့ရဲ့ဇေဟန်တော်ဖြစ်တဲ့အရှင်ပြန်နာပြီးတော့လည်းပဲနှစ်ထပ်ပွင့်ဇေဟန်တော်ဖြစ်အောင်ဝိုင်းဝန်းပြီးတော့ပံ့ပိုးနိုင်ကြပါစေ။အဲ့ဒီလိုသာနာပြုလုပ်ပြီးလုပ်ရင်းနဲ့ပါရမီပြည့်ပြည့်ကျင့်ကြံပြီးသက္ကာရနောက်ဆုံးမှာမဲ့ဉာဏ်ကိုဉာဏ်ဖြင့်နိဗ္ဗာန်ကိုသိဉာဏ်စွာမျက်မှောက်ပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းကဲမေတ္တာပို့ပြီးတော့ဉာဏ်တန်ပြီးတော့တရားတော်သိတယ်ဖြစ်ငါဘုဒေတာယောဇတတဝါတွေကိုစီကိုငါဘုဒေတာယောဇတတဝါတွေအိမ်မက်ရမယ်ကောင်းစွာမယ်အိပ်ဆက်နိုင်ပါစေအိမ်မက်ရမယ်ကောင်းစွာမယ်အိပ်ဆက်နိုင်ပါစေကောင်းစွာမိုးသောအလင်းရောက်ခံရောက်နိုင်ပါစေကောင်းစွာမိုးသောအလင်းရောက်ခံရောက်နိုင်ပါစေမကောင်းမြေစုအာဟုမျိုးကျက်ကျိုးနိုင်ပါစေမကောင်းမြေစုအာဟုမျိုးကျက်ကျိုးနိုင်ပါစေသုံးပြဆယ်လီပါရမီကိုယ်စီဖြစ်နိုင်ကြပါစေသုံးပြဆယ်လီပါရမီကိုယ်စီဖြစ်နိုင်ကြပါ
ဝပရမ4သိန်း2500ကျပ်စီးပြီးနဲ့သင်္ကန်းပြီးဆိုတဲ့စုံကိုတူတန်းပါတယ်အဲ့တော့ဘုန်းကြီးရတယ်မိမိပြုဆောင်တဲ့အရှင်ဒီလာနာပြီးဝင်တာတရားပွဲမှာဘုန်းကြီးရဲ့ဓမ္မဒါနတရားပြုခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီဓမ္မအာမိတာပူဇာတဲ့နဝပရမသင်္ကန်းတွေကိုရှင်ဒီလာနာပြီးဝင်တာပြန်ပြီးတော့လူတန်းပါတယ်လူတန်းတဲ့အခါမှာကြိုက်တဲ့နေရာမှာသုံးကြတဲ့နေရာမှာကျိုးရှိတဲ့နေရာမှာပြန်ပြီးတော့လွတ်လွတ်လူတန်းမှာဘုန်းကြီးတိုက်တော့မှာကဲအားလုံးနဲ့တိုက်ဆိုဣဒံမေပုံညာနိဗ္ဗာနတ္တသစ္စေယောဟောတုရှင်မေယယာတပိတော်တို့သာသနာအာဇာနည်ဘုရားဝဲကိုကြောင်းပြု၍ပြုလို့အားထုတ်အပ်သောဒါနသီလဘာဝနာကောင်းမှုအစုစုသည်သင်ရပတ်သေးကြောင်းရပတ်သေးချုပ်ငြိမ်းရမန်ယနေ့ဗံဤရောက်ပြန်ရောက်ကြောင်းအာကောင်းသောကြောင်းထောက်ပံ့သည်စင်စစ်မသွေဖြစ်ပါစေတည်းဒီမံပုံညပါကံသဘာတတနာပါစီမယနေ့ယခုပြုသမျှဒါနသီလဘာဝနာကောင်းမှုအစုစု၏ဘုရားကကိုယေသူကြီးမှာဒီကနဘာတရားသမားနှင့်ဝေပြုမိတ်ဆွေတို့ကောင်းတို့အား၎င်းတရားတော်မူသာယူရန်ကြွားရောက်လာကြသောမြင်အပ်မမြင်အပ်မြင်ရသောပုဂ္ဂိုလ်ပေါင်းအား၎င်းဤကြောင့်တတ်ဤကြီးဝါဤမြို့နယ်တို့၌ဆောင်းရှောက်နေကြသောမြတ်မြတ်ကောင်းတို့အား၎င်းဤတို့၏ခန္ဓာကိုယ်နေဝင်းချံဝေဇိုင်းမလုံးယုံရပ်ကွက်သတိတို့၌ဆောင်းရှောက်နေကြသောမြတ်
ပစ္စယောဟောတုရှင်ဘုရားသင်္ကန်းစာသောလူဝေတို့ကိုရှင်ဘုရားအားယုတိစွာလူလန်းပါ၏ဆက်ကပ်ပါ၏ဒီကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းသာဝတ္တဖြစ်ပါစေ